မြန်မာပြည်သူပြည်သားများမင်္ဂလာရှင်ဒီနေ့မှာတော့ဒီနေ့2025မကုန်ခင်မှာရန်ကုန်မြို့ကိုနတ်မင်းကြီး၄ပါးဦးဆောင်ပြီးလူလာမယ်ချစ်ပြီးငရင်ပေးရွေပေးနေနဲ့ကြုံတွေ့လာနိုင်ပါတယ်လို့အကြမ်းမြင်စရာဆိုင်းဝမ်ကဟောကိန်းထုတ်လိုက်ပါပြီသုံးသက်ပေးကြပါအောင်မြန်မာပြည်သူပြည်သားများရှင်ဆရာကိုဆိုင်းဝမ်အကြမ်းမြင်ပေါ်လာလေးကိုခொနစ်သားသမီးတွေအတွက်ကိုဆရာသတိပေးဟောကြားပေးမယ်ဟောကိန်းလေးပေါ့နော်ဟောကိန်းလေးထုတ်ပေးမှာဖြစ်ပါတယ်ဆရာကိုဒီဟောကိန်းလေးကဆိုင်ရာပုဂ္ဂိုလ်ကပြောခိုင်းတာကာကွယ်ခိုင်းတာခொနစ်သားသမီးတွေအတွက်ပြောခိုင်းနေတာကဒါ၃ချိန်၃ခါမြောက်ပေါ့နော်ဒါအခုပြောခိုင်းတာနဲ့ဆို၃ချိန်၃ခါမြောက်၃ချိန်၃ခါမြောက်ဆရာကိုကျေးဇူးတင်ပါတယ်လို့ရေးပြီးတော့မှ share သွားပြီးလို့ရတယ်နော်ဆရာဆိုင်းဝမ်ကိုဝင်းရံခြင်းတယ်ဆိုလို့ရှိရင်ကိုတဲလေးတွေကဓမ္မမိတ်ဆွေတို့က Messenger မှာ comment မှာကျေးဇူးတင်ပါတယ်ဆရာလို့ရေးပြီးတော့မှ share ပေးသွားလို့ရတယ်နော်ဝင်းရံသွားလို့ရတယ်နော်ဟုတ်ကဲ့ပါနော်အဲ့တော့ဆရာဆိုင်းဝမ်ကပထမတစ်ချိန်ဆရာကိုပုဂ္ဂိုလ်ကလာပြောတယ်လာပြောတဲ့အချိန်မှာဆရာဆိုင်းဝမ်ကမသိကြအောင်စောင့်နေတယ်ဘာလို့ဆိုဆရာမပြောချင်ဘူးအမှန်တိုင်းပြောလို့ရှိရင်ဆရာကိုဆိုင်းဝမ်မပြောချင်တဲ့အတွက်ပထမတစ်ချိန်မှာပုဂ္ဂိုလ်ကလာပြောတယ်ဘယ်ပုဂ္ဂိုလ်လဲအဖပါနော်ဘယ်ပုဂ္ဂိုလ်လာပြောတာလဲအဖလာပြောတာပါနော်ဒါအဖရှိမှပဲပြောနေတာပေါ့နော်ဓာတ်ခန်းထဲမှာပဲပြောနေတာအဖရှိမှပဲပြောနေတာပထမတစ်ချိန်လာပြောတယ်မသိကြအောင်စောင့်နေတယ်ငါသားကြီးခொနစ်သားသမီးတွေကိုစော်ဩပေးလိုက်ပါဦးကာကွယ်ပေးလိုက်ပါအောင်သတိပေးပြောကြားပေးလိုက်ပါအောင်ဆိုပြီးတော့ပထမတစ်ချိန်လာပြောတယ်ဒီကနေ့ဆရာတို့16ရက်16ရက်နေ့ကလေးကဆရာကိုလာပြောတာ16ရက်နေ့ကလေးကစပြီးတော့မှအဖအောင်မင်းတောင်ကြွလာတယ်ဆရာတရားထိုင်နေတဲ့အချိန်ပတိစိတ်နေတဲ့အချိန်မှာနားထဲမှာလာပြောတယ်16ရက်နေ့မှာငါသားကြီးခொနစ်သားသမီးတွေအတွက်ကာကွယ်ပေးလိုက်ပါဦးပြောကြားပေးလိုက်ပါအောင်ဆိုပြီးမနှောလာတိုက်တယ်နားထဲမှာမနှောလာတိုက်တယ်16ရက်နေ့မနက်ပိုင်းမှာပတိစိတ်တရားထိုင်နေတဲ့အချိန်မှာတစ်ခါလာပြောတယ်မနေ့က18ရက်နေ့မှာတစ်ခါလာပြောတယ်အဖလာပြောတာပေါ့နော်မနေ့က18ရက်နေ့မှာတစ်ခါလာပြောတယ်အခုဒီကနေ့18ရက်မနက်ကတင်တန်းတက်နေတယ် Trust School တင်တန်းကျောင်းဆရာဥက္ကမောင်တန်းတင်တန်းတက်နေတယ်တင်တန်းတက်တဲ့အချိန်မှာတင်တန်းပြီးသွားတော့အခုပတိစိတ်မယ်လို့လှုပ်လိုက်တဲ့အချိန်မှာအခုဒါတင်တန်းပြီးသွားလို့ဒီစနေတနင်္ဂနွေဆိုလို့ရှိရင် Trust School တင်တန်းကျောင်းဆရာဥက္ကမောင်တန်းတင်တန်းကိုတနေကုန်တက်ရတယ်စနေတနင်္ဂနွေဆိုတနေကုန်တက်ရတယ်တင်တန်းစနေတနင်္ဂနွေဆိုမအားဘူးပေါ့နော်အဲ့တော့အခုမနက်ပိုင်းတစ်ဖြတ်ပြီးလို့နေ့လယ်ပိုင်းတင်တန်းမစခင်မာတို့မန်နီနဲ့ပတ်သက်တဲ့တင်တန်းမစခင်မှာအခုပတိစိတ်မယ်လို့တရားထိုင်မယ်လို့လှုပ်လိုက်တဲ့အချိန်မှာတခါအဖတစ်ခါထပ်ကြွလာတယ်မနှောပြန်တိုက်တယ်နားထဲမှာထပ်ပြောတယ်ငါသားရည်တယ်ပြောပေးလိုက်ပါဦးလို့ဆို3ချိန်3ခါမြောက်ဆိုတော့ကျွန်တော်ရှောင်လို့မရတော့ကျွန်တော်မပြောချင်လည်းမရတော့ဘူးရှောင်လို့မရတော့ဘူးကျွန်တော်ပြောပေးမှရမယ်အဲ့တော့နော် point လေးတွေတတိထားရမယ် point လေးတွေကိုဆရာကိုဆိုင်းဝမ်ပြောကြားပေးမယ်ကျေးဇူးတင်ပါတယ်လို့ရေးပြီးတော့မှ share ပေးပါနော်ဆရာကိုဆိုင်းဝမ်ကိုချစ်တယ်ဝင်းရံတယ်ဟိုးအရင်ကတည်းကဆရာကိုဆိုင်းဝမ်ဟောပေးခဲ့တဲ့အရာတွေကိုယုံကြည်တယ်ဆိုလို့ရှိရင်ဝင်းရံပေးလို့ရတယ်ကျေးဇူးတင်ပါတယ်တားကြီးနော်တားရွယ်ဆိုလဲတားဆရာကြီးအကိုရွယ်ဆိုလဲအကိုဆရာကြီးပေါ့နော်ဓမ္မမိတ်ဆွေပဋ္ဌာန်းဆက်ကြီးကိုမန္တမလေးကျေးဇူးတင်ပါတယ်လို့ပြောပြီးတော့မှ share သွားပေးလို့ရတယ်နော်တခြားသူတွေလည်းမြင်အောင်လို့နော် share ခိုင်းတယ်ဆိုတာတခြားကိုနဲ့ပတ်သက်တဲ့ဆိုင်ရာကိုမိသားစုတွေလည်းမြင်အောင်လို့ကျွန်တော်က share ခိုင်းတာ like လို့ခြင်းလို့ပောက်ခြင်းလို့လူသိခြင်းလို့ share ခိုင်းတာမဟုတ်ဘူးကျွန်တော်ကလူသိကြလည်းမလို့တော့နော်ဆရာကိုဆိုင်းဝိုင်းကလူသိဖို့လည်းမလို့တော့ဘူးလူသိဖို့လည်းကျွန်တော်လုပ်နေတာမဟုတ်ဘူးကျွန်တော်အလုပ်ကိုကျွန်တော်လုပ်နေတာကျွန်တော်ရဲ့ပြစ္ဆုတ်ပံတဲ့မှာရောက်နေတဲ့တာဝန်ကိုကျွန်တော်ကြည်ပြုံအောင်ထမ်းဆောင်နေတာဖြစ်တဲ့အတွက်လူသိဖို့ကျွန်တော်လုပ်နေတာမဟုတ်ဘူးကျွန်တော်တို့လူသိဖို့မလို့တော့နော်ဆိုင်းဝိုင်းဆိုတာကတယ်လီနောကိစ္စမှာကလေးကတယ်လီနောကိုအမှန်တရားအတွက် fight တဲ့ကိစ္စကနေပတ်သက်ပြီးတော့မှတယ်လီနောကိုဆဲတဲ့ကိစ္စနဲ့ဘေးတွေဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှနိုင်ငံကျော်သွားပြီးဖြစ်တဲ့အတွက်ဆယ်လီဖြစ်သွားပြီးဖြစ်တဲ့အတွက်ဒီထက်လည်းသိကြအကြောင်းမရှိတော့ဘူးလူသိဖို့စိတ်မဝင်စားဘူးလူသိဖို့လုပ်နေတာလည်းမဟုတ်ဘူးခொနစ်ရက်သားသမီးတွေအကျိုးရှိရာရှိကြောင်းအတွေးအနှစ်သာရကိုပဲဆရာကိုဆိုင်းဝမ်ကချစ်တော်ညီကိုမောင်နှမဓမ္မမိတ်ဆွေတွေကိုပြောကြားပေးပါဖြစ်တယ်အခု share ခိုင်းတာကလည်းကိုမိသားစုလုံခြုံရေးအတွက်ကိုဆရာကိုဆိုင်းဝမ်ကမြင်အောင်သိအောင် share ခိုင်းတာပါနော်အဲ့တော့ချစ်တဲ့စိတ်လေးနဲ့ကြည့်ပေးပါချစ်တဲ့မျက်လုံးလေးနဲ့ကြည့်ပေးပါရဲ့ရိုသေလေးစားစွာဆရာကပိုက်ကြအပ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့အခုက18ရက်လာဝတ်ပေါ့17လပိုင်း2လကြံသေးတယ်ဆရာဒီစကားကိုပြောကြားခဲ့တာလေလွန်ခဲ့တဲ့နှစ်စကလေးကတောက်လျှောက်ပြောကြားခဲ့တာပါအခုထပ်မှန်ပြီးတော့လည်းထပ်ဟောပေးမယ်ပေါ့နော်ဒီဟောကိန်းကိုနှစ်စကလေးကဆရာဟောပေးခဲ့တာဆရာကိုစောင့်ကြည့်နေတဲ့ခொနစ်ရက်သားသမီးတွေဟောကိန်းနဲ့ပတ်သက်ပြီးတော့မှရှေ့ပြည့်ဟောကိန်းနဲ့ပတ်သက်ပြီးတော့မှစောင့်ကြည့်နေတဲ့ခொနစ်ရက်သားသမီးတွေအတိဆုံးမှာဆရာပြောပေးခဲ့တာလေမှန်လားမမှန်လားဆရာဟောပေးခဲ့တဲ့ရှေ့ပြည့်ဟောကိန်းတွေကမှန်လားမမှန်လားစောင့်ကြည့်နေတဲ့ခொနစ်ရက်သားသမီးတွေအတိဆုံးမှာပဲနော်အဲ့ဓမ္မမိတ်ဆွေတယောက်ဆိုလို့ရှိရင်ဆရာနာမည်မေ့သွားပြီပလဲလားမသိဘူးသူနာမည်ကဓမ္မမိတ်ဆွေအမျိုးသမီးတယောက်ဆိုလို့ရှိရင်ဆရာမေ့သွားမှာဆိုလို့စာအုပ်လေးနဲ့ gist လေးတွေတောင်ရေးထားတယ်မေ့သွားမှာဆိုလို့အဲ့ဒီအမျိုးသမီးတယောက်ဆိုလို့ရှိရင်ဆရာကြီးကျမဆရာကို comment တာဝင်မရေးတာကျမကစောင့်ကြည့်နေတာဆရာဟောတဲ့ပြောတဲ့ဟာတွေနဲ့အပြင်မှာဖြစ်လားမဖြစ်လားဆရာကျမကစောင့်ကြည့်နေတာတစ်ခုပြီးတစ်ခုဖြစ်လာတယ်နော်ဆရာကြီးဆိုပြီးသတင်းလာပို့တယ်ပေါ့နော်အဲ့ဒီအမျိုးသမီးကနာမည်မေ့နေတယ်သူဆိုဆရာကိုစောင့်ကြည့်နေတာအများနဲ့စောင့်ကြည့်နေတယ်ဟောကိန်းနဲ့ပတ်သက်ပြီးဆရာဘာတွေပြောလဲပုံကိုယ်တွေကဘာတွေပြောခိုင်းလဲဆိုတော့သူအများနဲ့စောင့်ကြည့်တယ်အဲ့အမျိုးသမီးကနော်အဲ့လိုမျိုးဆိုတော့အခုက2လခွဲအတွက်ကိုဆရာဟောမှာနှစ်ကုန်အတွက်ဟောမှာပေါ့နော်အဲ့တော့ဒီဟောကိန်းကဟောပေးခဲ့ပြီးသားပဲဆရာကိုစောင့်ကြည့်နေတဲ့သူတွေတိလိမ့်မယ်ဟောပေးခဲ့ပြီးသားပဲဒါပေမဲ့အခုထပ်ပြီးသတိပေးရမယ့်အချိန်ပြန်ရောက်လာလို့နော်ဆရာကတစ်ချိန်လုံးအားရတက်ဟောနေတဲ့သူမဟုတ်တာလေခொနစ်ရက်သားသမီးတွေအကုန်လုံးသိတယ်နော်အပေါ်သားဆန်ဆန်နဲ့ပဲတစ်ချိန်လုံးတက်ဟောနေတဲ့ဆရာတွေမှလည်းကိုမပါဘူးကိုက quality ရှိတဲ့ဆရာပဲဖြစ်ချင်တာတကယ်အရေးရှိတဲ့ဆရာပဲဖြစ်ချင်တာ
အပေါ်သားဆန်လိုင်းပေါ်မှာနေရာတကာတက်ဟောနေတဲ့ဆရာမဖြစ်ချင်ဒါကြောင့်ဆရာဆိုင်းဝမ်ကိုကြည့်လိုက်လေတခြားဆရာအနေနဲ့တူသလားမတူဘူးနော်တစ်ချိန်လုံးတက်ပြောနေတာရှိသလားဒီဘေးရင်ရေရာနဲ့ပတ်သက်ပြီးတော့မှတစ်ချိန်လုံးတက်ပြောနေတာမရှိဘူးအပေါ်သားဆန်မှာကြောက်လို့ကိုက quality ရှိတဲ့ဆရာတယောက်ပဲဖြစ်ချင်တာတကယ်ထိထိရောက်ရောက်ကာဝယ်ပေးနိုင်တဲ့ဆရာတစုပဲဖြစ်ချင်တာပါရမီပေါ့ပါရမီနဲ့အားကိုးတာပေါ့ဒါကြောင့်ကိုပါလာတဲ့ပါရမီကိုဆရာခမောင်တိုင်းရဲ့ပညာလေးနဲ့ပေါင်းပြီးတော့မှ quality ရှိတဲ့ဆရာတယောက်အနေနဲ့ရက်တည်တာပေါ့ကိုကပါရမီပါလာပြီးသားကိုမှမွေးရပါရမီပါလာပြီးသားမွေးရပါ intuition အချားမြင်ပွင့်တဲ့ပါရမီပါလာပြီးသားအဲ့ဒါကို trust school တင်တန်းကျောင်းကဆရာကြီးဦးခမောင်တိုင်းရဲ့ပညာနဲ့ပေါင်းလိုက်တော့ပြည့်စုံသွားတာပေါ့ပိုပြည့်စုံသွားတာပေါ့နော်အဲ့တော့အခုစပြီးတော့ပြောပေးမယ်နော်ကိုတဲ့လေးတွေဓမ္မမိတ်ဆွေညီကောင်မောင်နှမမြန်မာနိုင်ငံတနိုင်ငံလုံးမှာကြည့်ရှုနေကြတဲ့ညီကောင်မောင်နှမတွေရောကမ္ဘာနေရာအနှံ့ပြားတီးတီးမှာရောက်နေတဲ့ညီကောင်မောင်နှမတွေရောအားလုံးအတွက်ပါပါတယ်ရွှေမြန်မာတွေအားလုံးအတွက်နော်နံပါတ်1အချက်ကရွှေမြန်မာတွေအားလုံးအတွက်နံပါတ်2အချက်ကကဘာသူကဘာသားအားလုံးအတွက်ဟုတ်ပြီနော်ဒုနိုင်ငံတစ်ခုတည်းအတွက်မဟုတ်ဘူးနော်အခုဟောကိန်းဒီမြန်မာနိုင်ငံတစ်ခုတည်းအတွက်မဟုတ်ပါဘူးအဲ့မင်းညကလေးဟောပေးဖို့ရမင်းညကလေးကပြောဖို့ရနော်မင်းညကလေးကပြောဖို့ရမာနနှောက်ရှက်နေတဲ့အတွက်မင်းကလိုင်းတက်လာလို့မရအောင်တိတ်ထူးဆန်းတယ်နော်တိတ်ထူးဆန်းတယ်16ရက်နေ့မှာဟောကိန်းပြောဖို့ရအဘအောင်မင်းကောင်တတိပေးတယ်ဒုတိယနေ့မှာဟောကိန်းပြောဖို့အတွက်ကျွန်တော်သေချာလားဆိုတော့ confirm လုပ်နေတာပထမတစ်ချိန်အဘကြွလာတယ်လာပြောတယ်ကျွန်တော် view မဆိုင်ဘူးကျွန်တော်မသိကြအောင်စောင့်နေတာမကြားကြအောင်စောင့်နေတာဝိဇ္ဇာလာပြောတယ်ကျွန်တော်မသိကြအောင်စောင့်နေတာကျွန်တော်တရားထိုင်တဲ့ချိန်မှာလာပြောတာကျွန်တော်မသိကြအောင်စောင့်နေတယ်မနေ့က18ရက်နေ့မှာတစ်ချိန်လာပြောတယ်အဘကငါသာပြောလိုက်တော့တဲ့အမိန့်ချတယ်မနှောတိုက်တယ်နားထဲမှာကြားရတယ်ပုံကိုပြောတာလူလိုပဲကြားရတယ်လူတယောက်ယောက်ကနားမှာကပ်ပြီးတော့မှပြောလိုက်တဲ့ပုံစံမျိုးပဲကျွန်တော်အတန်ကြားရတယ်ဟုတ်ပြီနော်ဘလို့ကြားရတာလဲဆရာလို့မေးချင်တဲ့သူတွေအတွက်မကြုံဘူးသေးတဲ့ချစ်တကယ်ချင်းမိတ်ဆွေတွေအတွက်ကိုကျွန်တော်ပြောပြလိုက်တာလူတယောက်ကကျွန်တော်နားမှာတိုးတိုးလေးလာကပ်ပြောနေတယ်လို့ကျွန်တော်ခံစားရတယ်တရားထိုင်နေတဲ့အချိန်မှာဟုတ်ပြီနော်အဲ့တော့မနေ့ကတစ်ခါလာပြောတယ်ကျွန်တော်မသိကြအောင်စောင့်နေတယ်ဟောအခုဒီနေ့3ရက်မြောက်ထပ်ပြီးလာပြောတော့ကျွန်တော်ပြေးလို့မရတော့ဘူးမနေ့ညကပြောဖို့ပဲဒါပေမဲ့မာနက်နှောက်ရှက်တဲ့အတွက်ပြောဖို့ရပြက်စီးသွားတယ်မာနက်ကဘလို့နှောက်ရှက်တာလဲဂျာကြီးကိုဝင်ပြီးနှောက်ရှက်တာတီတိုမတ်ဆရာတီတိုမတ်ကိုဝင်ပြီးနှောက်ရှက်တာကျွန်တော်နှောက်ရှက်တာမဟုတ်ဘူးဆရာတီတိုမတ်ကိုမနှောတိုက်လိုက်တာမနှောတိုက်ပြီးတော့မှဒီကလေးဒီမထော်မနှမ်းစကားတွေလာပြောတာတီတိုမတ်ကထုံးစံအတိုင်းပေါ့နော်ကျွန်တော်ကိုအများနဲ့ကြည့်နေတဲ့ညီကိုမောင်နှမတွေတော့သိလိမ့်မယ်တီနိုမတ်ကိုဆရာတီနိုမတ်ကျွန်တော်ရဲ့ညီလေးကိုမနှောလာတိုက်တာမာနက်ကမနှောလာတိုက်တာမင်းညကကျွန်တော်ညီလေးနဲ့ကျွန်တော်လည်းစကားတွေများကြတယ်စကားများကြတယ်တောင်းသူဒီကလေးဒီအေးစစ်စစ်နေတဲ့ကလေးလိမ္မာရင်ကျေးသောကလေးဒီကလေးကတောင်းတယုံလည်းပြဿနာမရှာတဲ့ကလေးတောင်းတယုံလည်းစကားမပြောတဲ့ကလေးကမင်းညကကျွန်တော်လည်း topic ပြောမယ်လဲဆိုရောဟောကိန်းကိုပြောမယ်လဲဆိုရောကျွန်တော်ဒီကလေးကပြဿနာထရှာဘလိုင်းပြဿနာထရှာတာမာနက်ဖြတ်တာနော်ဖြတ်တာကြောက်စရာကြီးနော်ဒီကလေးကိုမနှောတိုက်ပြီးတော့မှမာနက်ကချက်ချင်းဖြတ်ချပြတာမပြောရအောင်အစီတွေပြတ်မှာဆိုလို့အဘကမိတ်လိုက်တယ်ခொနည်းသားသမီးမြန်မာနိုင်ငံသူနိုင်ငံသားနဲ့တကွကဘာသူကဘာသားတွေဟောကိန်းကိုကျွန်တော်ကိုပြောခိုင်းတယ်ပါရမီရှင်ဖြစ်တဲ့ကျွန်တော်တို့လိုဟောကိန်းကိုပြောခိုင်းတယ်အဲ့လိုပြောမှကိုကြောက်တဲ့အတွက်ကျွန်တော်နာကအနည်းဆုံးလူမိသားစုဖြစ်တဲ့ကျွန်တော်ရဲ့ညီလေးဆရာတီတိုမတ်တဲတော့ဆရာတီတိုမတ်ကိုတွားပြီးမနှောတိုက်တာကျွန်တော်ကိုထားပြီးပြဿနာရှာတာဒီကောင်ကပြဿနာရှာကိုဒီမှာထမင်းချက်နေတယ်ဒီကောင်ကိုသွားပြီးပြဿနာသွားရှာတာမင်းညဒီကောင်နဲ့ကျွန်တော်လည်းပြဿနာတက်တယ်စကားများတယ်အဲ့မှာအစီအစဉ်ပြတ်သွားတယ်အဒိတ်ထန်တွေလည်းအကုန်ပြတ်သွားတယ်မဏိဇောတာလည်းပြတ်သွားတယ်မဟာတပြားတော့ရွတ်နေတာလည်းပြတ်သွားတယ်အကုန်ပြတ်စီးသွားတယ်မာနက်ကအဲ့ဒါကိုလိုချင်တာလေတောင်းတာလုပ်တယ်လူတွေကိုကဲတယ်ဆိုမာနက်ကမချိုက်ဘူးမာနက်ကလူတွေကိုဖြတ်စည်းချင်တာကဘာကြီးကိုဖြတ်စည်းချင်တာအုပ်ချုပ်ချင်တာအုပ်ဆိုးချင်တာမကောင်းတဲ့ဒုစရိုက်မှုတွေပွားများစေချင်တာမာနက်ကကောင်းတာလုပ်တဲ့သူတွေကောင်းတာပြောတဲ့သူတွေကောင်းသောနှလုံးသားကိုစိုးတဲ့သူတွေကောင်းသောအကျင့်ကိုကျင့်ကြံတဲ့သူတွေနဲ့ကောင်းသောစကားကိုစိုးနေတဲ့သူတွေမာနက်ကမကြိုက်ဘူးမာနက်ကမကြိုက်ဘူးဖြတ်စည်းချင်တယ် तू ကအဲ့တော့ဖြတ်စည်းခြင်းတဲ့အတွက်အဲ့ဒီပါရမီရှင်တွေကာယကရှင်တွေကိုဖြတ်စည်းလို့မရဘူးဆိုလို့ရှိရင် तू ကအိမ်သားတွေကိုမနှောတိုက်ပြီးတော့ဖမ်းစားပြီးတော့မှဖြတ်စည်းတာမာနက်ကအထူးသတိထားရမယ်ဒီဆရာတီတော်မကျွန်တော်ညီလေးတွေတောင်းယုံသူအရန်အေးဆေးတယ်တောင်းယုံအိမ်မှာအေးဆေးနေတာတနေကုန်နေလို့ညီကုန်နေအောင်စကားမပြောပြဘူးတနေကုန်နေလို့ तू လည်း तू လုပ်တယ်ကျွန်တော်လည်းကျွန်တော်လုပ်ကိုကျွန်တော်လုပ်တယ်မိသားစုတစ်ယောက်ညီကုန်နေအောင်တနေကုန်နေလို့စကားမပြောပြဘူးဒါဆက်ပြီးပြောပြနေတာနော်ဘဝတုတ္တတွေနော်ချစ်တော်ညီကောင်မောင်နှမမိဘပြည်သူများဒါဘဝတုတ္တတွေနော်ကျေးဇူးတင်ကြောင်းလေးပြောပြီး share ပေးပါနော်ကျွန်တော် share ပေးပါနော်ဝင်လာတာနဲ့ share ပေးမယ်နော်ကိုယ်သေးလေးတွေအဲ့တော့ဒီကလေးဒီတောင်းတနေကုန်နေလို့စကားတစ်ခေါက်မပြောတဲ့ကလေးအေးစစ်စစ်နေတဲ့ကလေးဒါပေမဲ့ဒီကလေးဒီမင်းညကကျွန်တော်ဟောကိန်းထုတ်မယ်လဲဆိုရောကျွန်တော်ကိုမနှောတိုက်ပြီးတော့မာနက်ကမနှောတိုက်ပြီးတော့မှဒီကလေးဒီမထော်မနှမ်းမရိုင်းသောစကားတွေထပြောတယ်ဒီကလေးကသူ့မဟုတ်ဘူးဒီကလေးမဟုတ်ဘူးမာနက်ကနှုတ်ကိုဝင်စီးသွားတာရှိတယ်နော်လောကမှာတတိထားနော်ချစ်တော်လေးတွေအရန်တတိထားနော်မာနက်နှောက်ရှက်တယ်မာနက်ကဝိညာဉ်ကိုဖမ်းစားတယ်မာနက်ကမနှောတိုက်တယ်စိတ်ချမ်းအာချမ်းရှာချမ်းလွတ်ပြီးဆိုရင်ချစ်တဲ့လေးတွေပရိတ်ရေကိုပြေးပြီးတောက်ပါကိုတဲ့လေးတွေဟုတ်ပြီနော်ပရိတ်ရေကိုချက်ချင်းပြေးတောက်ပါစိတ်တွေဒေါသထွက်လာတယ်တတ်ချစ်စိတ်တွေပေါ်လာတယ်ဓာတ်နဲ့ထိုးတတ်ချစ်စိတ်တွေပေါ်လာတယ်ပါရိုက်ချစ်စိတ်တွေပေါ်လာတယ်ထိုးပလိုက်ချစ်စိတ်တွေပေါ်လာတယ်ကိုတဲ့လေးတွေပရိတ်ရေချက်ချင်းပြေးတောက်ပါတဲ့အိမ်လုံးပရိတ်ရေနဲ့ဖြန်းပါကိုတဲ့လေးတွေဟုတ်ပြီနော်တဲ့အိမ်လုံးပရိတ်ရေနဲ့ဖြန်းပါပရိတ်ရေတောက်ပါပရိတ်ကျိုးဆွဲပါဟုတ်ပြီနော်အဲ့ဒါလေးကိုတစ်ခါတည်းကာဝယ်ဖို့တစ်ခါတည်းပြောတယ်နော်ဆရာကကာဝယ်ဖို့အလုံးငါတစ်ခါတည်းပြောပြီးတယ်နော်
အဲ့လိုစိတ်တွေကြမ်းလာပြီရုပ်တွေကြမ်းလာပြီမနှောတိုက်ခံရပြီပုံမှန်သွားနေတဲ့လူတယောက်ကပုံမှန်မဟုတ်တဲ့စကားတွေကိုပြောလာပြီပုံမှန်မဟုတ်တာဟာတွေကိုစိတ်ခေါ်လာပြီကိုယောက်ျားကိုညမကိုအမေကိုမိန်းမကိုညမကိုအမကိုအတော်ကပုံမှန်မဟုတ်သောစကားတွေနဲ့စိတ်ခေါ်လာပြီဆိုရင်ပုံမှန်မဟုတ်သောစကားတွေနဲ့ရန်ရှာလာပြီဆိုရင်ကိုတဲလေးတို့ပရိတ်ရည်အញ្ញံဆုံးပြေးတောက်လိုက်ပါပြီးတော့ကိုလည်းပရိတ်ရည်ဖြန်းမှာအဲ့ဒီဆဲဆိုရိုင်းဆိုင်လောင်တောင်တရောစိန်ခေါ်နေတဲ့သူလည်းပရိတ်ရည်ဖြန်းချလိုက်ပါလောက်ရမယ်နော်လောက်ကိုလောက်ရမယ်နော်ဒါကအပြင်းထန်ဆုံးနောက်ဆုံးတိုက်ပွဲကိုရောက်နေပြီ2025နှစ်ကုန်မှာအပြင်းထန်ဆုံးတိုက်ပွဲပဲဘာလို့တိုက်တာလဲမာနနဲ့လူသားတွေနဲ့လူဖြုတ်ပွဲကြီးပါလူလျှော့ပွဲကြီးပါဒီပွဲကြီးကပြောပြီနော်အရေးကြီးတာတွေပြောပြီနော်တေချာလေးနားထောင်ပေးပါအရေးကြီးပါတယ်လေးစားတော့နားထောင်ပေးပါကျွန်တော်အတောင်းမဲ့မပြောဘူးကျွန်တော်နှုတ်ကထွက်တဲ့ပြစကားကျွန်တော်တာဝန်ယူတယ်နော်ဆရာကိုဆိုင်ဝမ်ပါရမီရှင်နှုတ်ထွက်စကားတွေကိုကျွန်တော်တာဝန်ယူတယ်တာဝန်ယူရဲတယ်တတိရှိကျွန်တော်တာဝန်ယူရဲတယ်ဗျာမလားကျွန်တော်မပြောဘူးဟုတ်ပြီနော်အဲ့တော့အဲ့လိုမျိုးမူမမှန်တော့ဘူးမိသားစုတွေမူမမှန်တော့ဘူးမောင်နှမတွေမူမမှန်တော့ဘူးလင်မယားတွေမူမမှန်တော့ဘူးမိဘဆွေမျိုးတွေမူမမှန်တော့ဘူးပုံမှန်နေရာကနေပြီးရိုင်းလာတယ်ချမ်းလာတယ်တောင်းကျမ်းလာတယ်ဆိုရင်ကိုယ်တဲလေးတွေပရိတ်ရည်ဖြန်းကိုတိုင်လေးတောက်တကူလုံးကိုလည်းဖြန်းရေချိုးတဲ့ချိုးရည်ထဲမှာပရိတ်ရည်ကိုထည့်ထားတာအကောင်းဆုံးပဲအိမ်မှာရေချိုးကန်ရှိတယ်ဟုတ်ကိုတဲလေးတွေဒါမှမဟုတ်တောက်ရည်ဘုံရှိတယ်တောက်ရည်အိုးရှိတယ်ဝါတာကိုလာရှိတယ်ရေချိုးတဲ့ကန်ရှိတယ်ကိုတဲလေးတွေပရိတ်ရည်လေးထည့်ထားလိုက်ပွားထားလိုက်တောင်တန်းတာသနာပြုဆရာတော်ကြီးရဲ့ပရိတ်ရည်ဆိုအကောင်းဆုံးပဲဟုတ်ပြီနော်ကိုတဲလေးတွေတောင်တန်းတာသနာပြုဆရာတော်ကြီးရဲ့ပရိတ်ရည်ဆိုရင်အကောင်းဆုံးပဲဒီမှာနားမှာလာပြောနေလို့တောင်တန်းတာသနာပြုပရိတ်ရည်ကိုပြောလိုက်ပါငါသားဆိုပြီးနားမှာလာပြောနေလို့ကျွန်တော်နားမှာလာပြောနေလို့ဟုတ်ပြီနော်တောင်တန်းတာသနာပြုပရိတ်ရည်ကအကောင်းဆုံးပဲကိုတဲလေးတွေပရိတ်ရည်ကိုတောက်ပါဖြန်းပါမိမိတောက်တဲ့တောက်ရည်အိုးထဲမှာထည့်ထားပါပွားထားပါမိမိချိုးတဲ့ရေကန်ထဲမှာတောင်တန်းတာသနာပြုဆရာတော်ကြီးရဲ့ပရိတ်ရည်ကိုထည့်ထားပါထည့်ပြီးချိုးပါအဲ့တော့ပုံမှန်မဟုတ်တော့ကိုယောက်ျားကိုမိန်းမကိုအမေကိုသားသမီးကိုညီကိုမောင်နှမကိုဆွေမျိုးတွေကပုံမှန်မဟုတ်တော့စကားတွေပြောလာပြီးပုံမှန်မဟုတ်တော့မရိုင်းချင်းတွေဖြစ်လာပြီးပုံမှန်မဟုတ်တော့ဒေါသထွက်ခြင်းတွေဖြစ်လာပြီးပုံမှန်မဟုတ်တော့တတ်ချင်ဖြတ်ချင်စိတ်တွေကိုတဲလေးတွေဖြစ်လာပြီးဆိုရင်ကတော့အဲ့ဒါ normal မဟုတ်ဘူးမာနကမနှောတိုက်နေတာအဲ့ဆိုကတော့ကိုတဲလေးတွေကတော့ကားမှာနော်အလွန်ရေးကြီးတယ်နော်ကိုတဲလေးတွေအသက်အန္တရာယ်နဲ့တကွာအလွန်ရေးကြီးတယ်နော်ကိုတဲလေးတွေဆရာဟောတဲ့ဆရာစကားကိုစကားကိုတာဝန်ယူရဲတယ်ကိုတဲလေးတွေတာဝန်ယူရဲတယ်ဟုတ်ပြီနော်ဆရာကဟိုးလောင်အခုကိုဗစ်ကိစ္စကလေးဆရာဟောပေးခဲ့တာဒီနေ့ဒီချိန်ဒီဆရာဟောကိန်းတွေလွဲတယ်ဆိုတာမရှိသေးဘူးမြန်မာနိုင်ငံငလင်ဖြစ်မယ်အလောင်းတွေပုံမယ်မဲနုအုပ်ချောင်ပြိုချမယ်မြင်တယ်ပြောခဲ့တယ်ဖြစ်သွားတာပဲတော့ဖြစ်ခဲ့တာပဲအခုလဲကြိုးပြောတယ်နော်အခုကြိုးပြောတယ်နော်အရာတိုင်းကိုကြိုးပြောတယ်နော်ရေကြီးမှလည်းကြိုးပြောခဲ့တယ်ကြီးတယ်ရေတွေကြီးတယ်ထိုင်းမှလည်းရေတွေကြီးတယ်ကြိုးပြောခဲ့တယ်အရာအလုံးကြိုးပြောခဲ့တယ်အကုန်လုံးတော့ဆရာမကယ်နိုင်ဘူးဖျားမဟုတ်တဲ့အတွက်ဖျားတော်သူတိုင်းကိုကယ်လို့မရတဲ့အတွက်အကုန်လုံးကိုတော့ဆရာမကယ်နိုင်ဘူးကယ်သလောက်တော့လက်လန်းမီလောက်တော့ဆရာဒီအင်တာနက်ကိုအသုံးပြုပြီးတော့မှလက်လန်းမီလောက်တော့ဆရာဆွဲကုတ်ပြီးတော့ဆရာနှမ်းကယ်တယ်ဟုတ်ပြီနော်ကိုတဲလေးတွေဆရာလက်လန်းမီလောက်တော့အားလုံးကိုဆွဲကုတ်ပြီးတော့ဆရာနှမ်းကယ်တယ်ဆရာနဲ့ပဋ္ဌာန်းဆက်ရှိတဲ့သူတွေဆရာဆုတောင်းတယ်မြင်ပါစေသိပါစေကြားပါစေသတိထားပြီးရှောင်ရှားပါစေအန္တရာယ်ကင်းပါစေလွတ်မြောက်ပါစေဆရာဆုတောင်းတယ်အတိတ်ထန်တယ်ဆုတောင်းတယ်ဒီအင်တာနက်ကိုအသုံးပြုပြီးတော့မှဟုတ်ကဲ့ပါခင်ဗျာဓမ္မမိတ်ဆွေလောက်ပါနော်အရေးကြီးတယ်နော်ဒီအင်တာနက်ကိုအသုံးပြုပြီးတော့မှကျွန်တော်ကယ်နိုင်တဲ့လောက်လှမ်းကယ်တယ်ကျွန်တော်ကောက်နိုင်တဲ့လောက်လှမ်းကုတ်တယ်ကျွန်တော်လူတိုင်းကိုတော့မကယ်နိုင်ဘူးကျွန်တော်ကောက်နိုင်တဲ့လောက်လှမ်းကုတ်ပေးတယ်ကျွန်တော်နှုတ်ကထွက်သမျှစကားတိုင်းကိုကြားပါစေမြင်ပါစေသိပါစေအန္တရာယ်ကင်းပါစေဘေးရှင်းပါစေအသက်အန္တရာယ်လွတ်မြောက်ပါစေကျွန်တော်မေတ္တာစေတနာမှန်လို့ရှိရင်နိုင်ငံအေးချမ်းပါစေတကယ်အမှန်ပါမြင်မှကျွန်တော်ပြောပြတာအလတ်ဟတ်တဲ့နာမည်ကြီးကြီးုံတက်နဲ့ကျွန်တော်တက်ပြောနေတဲ့ဆရာတွေမှာကျွန်တော်မပါဘူးဟုတ်ပြီနော်ကိုသေးလေးတကယ် intuition ရမှတကယ်အချမ်းမြင်တကယ်ရမှအတိတ်ပဲတကယ်ရှိမှကျွန်တော်တက်ပြောပြတာပြောခဲ့တဲ့ဟောကိန်းနိုင်ရလေအကုန်မှန်နေတာကြည့်ပဲဒီနေ့ဒီချိန်ကြီးလွဲတဲ့ဟောကိန်းမရှိသေးဘူးကိုမလို့ပြောတာမဟုတ်ဘူးတိုက်ကြည့်လို့ရတယ်ကျွန်တော်ဟောကိန်းနေနဲ့အပြင်မှာဖြစ်ခဲ့တာတွေနဲ့တိုက်ကြည့်လို့ရတယ်နော်ကိုသေးလေးတွေနော်အမြဲတမ်းမြင်နေတာလားအမြဲတမ်းမမြင်ဘူးအဲ့ဒါပါတစ်ခါလေးပြောမယ်နော်တချို့9ရက်သားသမီးတွေကငါအတွင်းကန်ဘာဝစ်ထားလဲမင်းပြောစမ်းဆိုပြီးလာတိုက်ခိုက်ကြတာရှိတယ်ငါအတွင်းကန်ဘာဝစ်ထားလဲလာပြောစမ်းဆိုပြီးတော့တိုက်ခိုက်ကြတာရှိတယ်ကျွန်တော်အချိန်တိုင်းမြင်နေတာမဟုတ်ဘူးပုံပွင့်လေးပြောလိုက်တယ်ကျွန်တော်အချားမြင်ပါရမီရှင်မှန်ပါတယ်ဒါပေမဲ့အချိန်တိုင်းမမြင်နေဘူးကျွန်တော်မှာပုံကိုယ်တွေလာပြောတဲ့အချိန်မြင်နေကျွန်တော်ခန္ဓာကိုယ်အရန်တန့်ရှင်းနေတဲ့အချိန်အရန်တန့်စင်နေတဲ့အချိန် intuition ကောင်းနေတဲ့အချိန် energy cleansing ဖြစ်နေတဲ့အချိန်အရန်တန့်ရှင်းနေတဲ့အချိန်မှာကျွန်တော်မြင်ရတယ်နောက်ကိုယ်တည်းလေးတွေနော်ကျွန်တော်အချိန်တိုင်းမြင်နေတာမဟုတ်ဘူးအဲ့တော့တချို့ညီကောင်မောင်နှမတွေကငါ city ပေါင်းပြီးအတွင်းကန်ဘာဝစ်ထားလဲမင်းပြောစမ်းဆိုပြီးတော့မှလာတိုက်ခိုက်ကြတဲ့ညီကောင်မောင်နှမတွေရှိတယ်စိတ်မကောင်းပါဘူးဘာမှတော့ကျွန်တော်ပြန်မတုတ်ပြန်ဘူးစိတ်မကောင်းရှင်းကြည့်လေနော်အဲ့တော့ဆက်ပြောပေးမယ်အဲ့တော့တတိထားပါပထမတစ်ချိန်ပြောပေးလိုက်ပြီနော်တောင်တန်းသာသနာပြုဆရာတော်တရားဖွင့်လာပြီးရေမှန်းလို့ရတယ်ကိုယ်တည်းလေးတွေရတယ်
တောင်တန်းသာသနာပြုရဲ့ရေမန်းကိုဖွင့်ထားပြီးတော့မှပရိရေလုပ်လို့ရပါတယ်ကိုတဲလေးတွေဖွင့်ထားလိုက်9နာရီမနက်9နာရီဆိုဖွင့်ထားလိုက်ဖွင့်ထားပြီးတော့မှရေဘူးအဖုံးလေးကိုဖွင့်ထားလိုက်ကိုတဲလေးတွေဖွင့်ထားပြီးတော့မှအဲ့ဒါပရိရေလေးရလာတယ်အဲ့ပရိရေလေးကိုတောက်တဲ့ရေအိုးစင်ထဲမှာထည့်ထားမယ်ကိုချိုးတဲ့ရေကန်ထဲမှာထည့်ထားမယ်ပွားထားလိုက်တယ်အဲ့ဒါအန်တီရန်ကင်းတဲ့ကိုတဲလေးတွေပြောနေစက်သိန်းတောင်ထားတယ်ဒီမှာဖေးလိုက်ကြီးစက်သိန်းနေထားတယ်စက်သိန်းတောင်ထားတယ်ပြောနေနေနော်ကျွန်တော်ပြောနေတာမာနကြားတယ်စက်သိန်းတောင်ထားတယ်ခေါင်းတွေပါကြီးလာတယ်မှာအမွေးတွေပါထောင်လာတယ်ကျွန်တော်အမွေးတွေပါထောင်လာတယ်တော်တော်လေးစက်သိန်းနေထားတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့ခေါင်းတွေကြီးနေတာဒီမှာကျွန်တော်ခေါင်းတွေကြီးနေတယ်ပေါ့နော်အမွေးတွေထောင်လာတယ်လက်အကြောအမွေးတွေလည်းထောင်လာတယ်အဲ့တော့ကိုတဲလေးတွေဓမ္မမိတ်ဆွေများသူတော်ကောင်းအပေါင်းတို့ပရိတ်ရေတောင်တန်းသာသနာပြုရဲ့ပရိတ်ရေကိုတောက်လဲတောက်မယ်ရေထိုးကန်ထဲမှာပွားထားမယ်ရေအိုးထဲမှာထည့်ထားမယ်အိမ်ကိုလည်းဖြန်းထားမယ်တအိမ်လုံးဖြန်းထားမယ်ကမှာနော်ပြီးရင်ကိုတဲလေးတို့ဒီအရာတွေကိုဖန်တီးနေတာကနတ်မင်းကြီးလေးပါးကဖန်တီးနေတယ်လာပြီနော်ကိုတဲလေးတွေအရေးကြီးပြီနော်လာပြီနော်ဒီအရာတွေကိုအားလုံးလူလျှော့ပွဲကြီးဖြစ်တယ်ဒီပွဲကြီးက2025ကလူလျှော့ပွဲကြီးဖြစ်တယ်လူလျှော့ပွဲကြီးဖြစ်တဲ့အတွက်ကုန်မြင်နေရတယ်အာယုံမှာလည်းကုန်မြင်နေရတယ်နော်အဲ့တော့လူလျှော့ပွဲကြီးဖြစ်တဲ့အတွက်အဲ့ဒီလူလျှော့ပွဲကြီးမှာကိုမပါဖို့လိုတယ်ကိုတဲလေးတို့ဟုတ်ပြီနော်အဲ့ဒီအတွက်ကိုတဲလေးတို့ကာရမယ်ဘလို့ကာရမလဲတစ်ခါလေးပြောမယ်နီးလန်းတစ်ခါလေးပြောမယ်နာမည်ကြီးလေးပါးကအဓိကပဲမိမ့်မယ်ခေါင်းချုပ်ပဲနာမည်ကြီးလေးပါးကခေါင်းချုပ်ပဲဒီပွဲမှာ2025ပွဲမှာလူလျှော့ပွဲဖြစ်တယ်တကဘာလုံးကိုလူလျှော့မှာဖြစ်တယ်ဟုတ်ပြီနော်ကိုတဲလေးတွေတကဘာလုံးကိုလူလျှော့မှာဖြစ်တဲ့အတွက်လူလျှော့ပွဲထဲမှာကိုမပါဖို့ရာအတွက်ကိုနံပါတ်1အချက်ကာဝယ်ဖို့ပြောပါမယ်လိုက်မှတ်ထားပါနံပါတ်1အချက်နာမည်ကြီးလေးပါးကိုပူဇော်ပေးပါဆုတောင်းပေးပါပူဇော်ပေးပါတစ်တီး9မျိုးနဲ့ပူဇော်ပေးပါတို့လာပြောထားတာနော်ဒါကျွန်တော်ပြောတဲ့ရေတရားတွေမဟုတ်ဘူးနော်ဆိုင်ရာတွေလာပြောထားတာနော်ဆိုင်ရာတွေလာပြောထားတာနော်နာမည်ကြီးလေးပါးကိုပူဇော်မယ်တစ်တီး9မျိုးနဲ့ပူဇော်မယ်ဆုတောင်းမယ်မိမိရဲ့အိမ်မှာပဲလုပ်လို့ရတယ်အာယုံပြုပြီးလုပ်လို့ရတယ်နာမည်ကြီးလေးပါးအဓိကလှုပ်ဆောင်နေတာပါနော်ဟုတ်လက်နဲ့ကာလို့ရလားဆိုတော့ဘယ်လိုမျိုးလေးလဲမေးခွန်းကိုဆရာသိနာမလဲဘူးမေးခွန်းလေးကိုဆရာသိနာမလဲဘူးလက်နဲ့ကာလို့ရလားဆိုတော့ဘယ်လိုလေးမေးတာလဲဆရာတိချာလေးမေးပြီးနော်မေးခွန်းလေးကိုနော်တိတယ်လို့လေးရှင်းပြပေးမယ်နော်အဲ့တော့ဒီရေတရားကကာကွယ်ဖို့ရေတရားကဆရာပေးနေတာမဟုတ်ဘူးပုံကိုယ်တွေပေးနေတဲ့ရေတရားကိုပြန်ပြောပေးနေတာကိုတဲလေးတွေအဲ့တော့ဒီလူလျှော့ပွဲကြီးက2025လူလျှော့ပွဲကြီးကနာမည်ကြီးလေးပါးကလှုပ်ဆောင်နေတာဖြစ်ပါတယ်ဆရာအတိလင်းပြောပြီနော်နာမည်ကြီးလေးပါးကလုပ်နေတာဖြစ်ပါတယ်အဲ့ဒီအတွက်ဒီလူလျှော့ပွဲထဲမှာကိုတဲလေးတွေမပါချင်ဘူးကိုလိုင်းလည်းမပါချင်ဘူးကိုမိသားစုလည်းမပါချင်ဘူးဆိုရင်ကိုတဲလေးတွေအခုပြောတဲ့အရာတွေကိုလိုက်လုပ်ပါနာမည်ကြီးလေးပါးကိုဆုတောင်းပါတစ်တီး9မျိုးပူဇော်ပါအာယုံနဲ့ပူဇော်လို့ရတယ်ဟုတ်ပြီနော်ကိုတဲလေးတွေတစ်တီး9မျိုးကိုနာမည်ကြီးလေးပါးကိုပူဇော်ရမယ်ပရိတ်ရေဖြန်းထားရမယ်အသုံးပြုတဲ့ပရိတ်ရေကတောင်တန်းသာသနာပြုဆရာတော်ရဲ့ပရိတ်ရေလာပြောသွားတဲ့အတိုင်းပြောတာနော်နားမှာလာပြောသွားတဲ့အတိုင်းပြောတာနော်တောင်တန်းသာသနာပြုဆရာတော်ရဲ့ပရိတ်ရေဖွင့်ထားလိုက်ဘူးဖုံလေးဖွင့်ထားလိုက်ကိုတဲလေးတွေရေတံဘူးဖုံလေးဖွင့်ထားပြီးတော့မှဆရာတော်ရဲ့ပရိတ်ခွေကိုဖွင့်ထားလိုက်အဲ့ဆိုပရိတ်ရေရသွားပြီဟုတ်တယ်သာသနာဆောင်နာမည်ကြီးလေးပါမှန်ပါတယ်ခင်ဗျသာသနာဆောင်နာမည်ကြီးလေးပါကိုဆုတောင်းရမယ်ဆောက်ရှောက်ပေးဖို့ကာကွယ်ပေးဖို့တစ်တီး9မျိုးနဲ့တိုက်တဲ့တစ်တီး9မျိုးလှူလိုက်ပါအိမ်မှာမိမိအိမ်မှာတိုက်တဲ့တစ်တီး9မျိုးလှူလိုက်ပါကိုတဲလေးတွေဒီနှစ်ကုန်တဲ့အထိလုပ်ပေးနိုင်ရင်ပိုကောင်းတယ်ဒီနှစ်ကုန်တဲ့အထိလုပ်ပေးနိုင်ရင်ပိုကောင်းပါတယ်ကိုတဲလေးတွေနော်နာမည်ကြီးလေးပါကလူလျှော့ပွဲကြီးဖြစ်တယ်နာမည်ကြီးလေးပါကလုပ်နေတာဖြစ်တယ်ဒီပွဲကြီးကဟုတ်ပြီနော်ဒီမာနတ်တွေတဆေတွေတရေတွေအကုန်လုံးလွတ်နေတာလေဒီနာမည်ကြီးလေးပါကလုပ်နေတာဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုတဲလေးတွေလူလျှော့ပွဲထဲမှာကိုမပါခြင်းဘူးဆိုရင်နော်ဒီအဖြတ်စီးတွေကြားထဲမှာကိုမပါခြင်းဘူးဥပမာမီးဘေးလေဘေးငလင်ဘေးရေဘေးအဲ့ဒါတွေကိုပြောတာဟုတ်ပြီနော်ကက်ကြီးတွေကိုပြောတာငလင်ဘေးရေဘေးလေဘေးမီးဘေးအဲ့ဒီဘေးဆိုးရန်ဆိုးအန်ရယ်ဆိုးတွေထဲမှာကျွန်တော်တို့လွတ်ချင်တယ်ဆိုရင်အခုလမ်းညွှန်ပေးတဲ့ကိုတဲလေးတွေအားတွေကိုလုပ်ပါနော်ကိုတဲလေးတွေနော်နာမည်ကြီးလေးပါကိုအိမ်မှာပင့်လိုက်ပါရိုးသေးစွာပင့်လျှောက်လိုက်ပါနော်နာမည်ကြီးလေးပါသာသနာဆောင်နာမည်ကြီးလေးပါပင့်ဖိတ်ရိုးသေးလေးစားစွာဖျားတပည့်တော်မှာပင့်ဖိတ်ပါလေဖျားဆိုပြီးတော့မှပင့်ဖိတ်လိုက်ပါကြိုက်တဲ့တစ်တီး9မျိုးဒီနှစ်ကုန်တဲ့အထိလှူပေးနိုင်ရင်အကောင်းဆုံးပဲတလားတစ်ခါပဲလူကိုတဲလေးတွေကိုပတ်စံတက်လိုက်တော့ပေါ့တလားတစ်ခါလူလဲရတယ်တပတ်တစ်ခါလူလဲရတယ်တစ်တီး9မျိုးကြိုက်တဲ့တစ်တီး9မျိုးဟုတ်ပြီနော်ဆရာလည်းလုံးဝမှာဆရာကိုယ်တိုင်လည်းလုံးဝမှာလားအဲ့ဒါလေးလှူပေးမယ်ကိုတဲလေးတွေလှူပေးမယ် intuition ရတာနော် intuition လာပေးတာဆရာပြောတဲ့စကားကိုဆရာတာဝန်ယူတယ်ဟုတ်ပြီနော်လူလျှော့ပွဲကြီးဖြစ်ပါတယ်အပြင်းထန်ဆုံးလူလျှော့ပွဲကြီးလာပါတော့မယ်2025မကုန်ခင်မှာကြံသေးတဲ့17လပိုင်းမှာအပြင်းထန်ဆုံးလူလျှော့ပွဲကြီးလာပါအဲ့ဒီအတွက်စက်သိန်းတောင်ထားတယ်ပေါ့နော်မြင်ရတဲ့ဟာတွေအနိဋ္ဌာယုံတွေကစက်သိန်းတောင်ထားတယ်အဲ့လိုမျိုးဆိုတော့အခုပြောတဲ့ဟာပရိတ်ရေနံပါတ်1ကပရိတ်ရေကာထားပါကိုတဲလေးတွေတောင်တန်းသာသနာပြုဆရာတော်ဘုရားရဲ့ပရိတ်ရေနဲ့ကာထားပါလိုက်တော်မိလိုက်တဲ့ကိုတဲလေးတွေကပြန်ကြည့်ပေးပါနံပါတ်2ကကြတော့နာမည်ကြီး၄ပါးသာသနာဆောင်နာမည်ကြီး၄ပါးနော်ပြိဖိတ်ပါကာဝယ်ပါဆောက်ရှောက်ပေးဖို့ရမြေတာတက်ကိုခံယူပါပြီးလို့ရှိရင်တစ်တီး9မျိုးလှူဒန်းပါကိုတဲလေးတွေတစ်တီး9မျိုးတပတ်တစ်ခါလဲလှူလို့ရတယ်တလားတစ်ခါလဲလှူလို့ရတယ်ဒီနေ့ကုန်တဲ့အထိလှူပေးရမယ်ကိုတဲလေးတွေဟုတ်ပြီနော်ကိုတဲလေးတွေတိချာလေးမှတ်နော်အဲ့တော့ကျေးဇူးတင်ပါတယ်ဆရာတို့ပြောသွားပေးပါ share သွားပေးပါကိုတဲလေးတွေအချိုးရှိတယ်ဆိုရင်ကျေးဇူးတင်ပါတယ်ဆရာ share သွားပေးပါနော်ပြောပြီးတော့မှ share သွားပေးပါနော်ကိုတဲလေးတွေအဲ့တော့ကိုမိသားစုတွေကိုတငယ်ချင်းတွေတွေ့အောင်လို့လက်လန်းမိအောင်လို့ဆရာကပြောပေးတာအခုဒီအရာတွေအားလုံးကိုဆရာကိုယ်တိုင်တာဝန်ယူပါတယ်လိမ့်လည်လီဆယ်ပြီးတော့ပြောကြအကြောင်းမရှိဘူးနာမည်ကြီးကျင်စရာလည်းအကြောင်းမရှိဘူးတယ်လီနော့ကလေးကနာမည်ကြီးပြီးသားနာမည်ကြီးဖို့လည်းမလိုတော့ဘူးနာမည်လည်းမကြီးချင်ဘူး
နော်နာမည်ကြီးဖို့အခြေအနေမဟုတ်တော့အခုချိန်က quality ရှိနဲ့အရင်ရှိနဲ့ရက်တည်နေတဲ့အခြေအနေဖြစ်နေပြီဖြစ်တဲ့အတွက်အတန်ရှင်ရှာဖို့နာမည်ကြီးဖို့လည်းကျွန်တော်မလိုတော့ဘူးကျွန်တော်တော့မလိုတော့ဘူးဟုတ်အရင်အဆင်ပြေပါတယ်စုရည်ဒီလေးအဲ့လိုလေးလုပ်ပေးပါနော်အဲ့တော့ဒီဟော့ကိန်းလေးကိုတွေ့တဲ့9ရက်သားသမီးတွေတစ်ခါတည်းကြိုပြောပါမယ်ဝစီကန်နေထိမ့်ပါနော်ကျွန်တော်ဝင်ဆဲနေလို့ရှိရင်9ရက်သားသမီးတွေဝစီကန်ထိမယ်နော်အဲ့ဒါလေးတစ်ခါတည်းကြိုပြောတယ်နော်ညီကောင်မောင်နှမတွေဒါဆဲတဲ့အာကုသို့ကိုကျွန်တော်ကမြစ်တာပဲထားမှာနော်ပြုံးလေးနဲ့ကျွန်တော်မြစ်တာပဲထားမှာကျွန်တော်လာဆဲတာမျိုးသဘောမတူတာမျိုးအလိုမတူတာမျိုးဆိုရင်ဝစီကန်ထိမ့်ပါနော်ကျွန်တော်အဲ့ဒါလေးဝင်ညကျင်ပါတယ်နော်ဝစီကန်ထိမ့်မှာကိုလှုပ်လိုက်တဲ့ဝစီကန်66ခါကြီးရောဝစီကန်ရောလောလောလတ်လတ်ပူပူနွေးနွေးဘသူထောင်ကြထားတယ်မြင်နေနော်66ခါကြီးနဲ့ဘသူထောင်ကြထားတယ်မြင်နေနော်အဲ့တော့ကျွန်တော်အများကြီးမပြောဘူးလိုင်းပေါ်မှာနော်အာမချောင်ကြပါနဲ့ဝစီကန်ထိမ့်သိမ့်ပါလိုင်းပေါ်မှာအာမချောင်ပါနဲ့အဲ့ဒီလူတယောက်ကိုကျွန်တော်မှမဟုတ်ဘူးလိုင်းပေါ်မှာတွေ့တဲ့လူတယောက်ကိုမကြိုက်ဘူးအမြင်ကတ်တယ်မုန်းတယ်စောင့်မြင်ကတ်တယ်ဆိုဘလော့ပလိုက်ဝစီကံမယူနဲ့အာကုသို့မယူနဲ့ကိုယ်တဲလေးတွေဟုတ်ပြီနော်ဘာလို့ဆိုလူချင်းပြင်းတို့နဲ့တသားတဲ့ချဖို့မဖြစ်နိုင်ဘူးအကုန်လုံးကြိုက်ဖို့မဖြစ်နိုင်ဘူးတနိုင်ငံလုံးကျွန်တော်ကိုလက်ခံဖို့မဖြစ်နိုင်ဘူးတကယ်ပါလုံးကျွန်တော်ကိုလက်ခံဖို့မဖြစ်နိုင်ဘူးအဲ့ဒီအတွက်ကျွန်တော်ကိုစောင့်မြင်ကတ်တဲ့ညီကောင်မောင်နှမတွေပါလာတယ်ကျွန်တော်ကိုကြည့်လို့မရဘူးမုန်းတယ်လူချင်းပြင်းတို့ညီကောင်မောင်နှမတို့ရဲ့စိတ်နဲ့မကိုက်ညီဘူးကျွန်တော်ကိုယူတယ်လို့မြင်တယ်ပေါ်တယ်လို့မြင်တယ်အချောက်လို့မြင်တယ်အယူလို့မြင်တယ်ဆိုကျွန်တော်ဘလော့သွားပါညီကောင်မောင်နှမချစ်တော်ပြည်သူများကျွန်တော်ဝင်မဆဲပါနဲ့ဘာလို့ဆိုအာကုသို့မရစေချင်ဘူးကျွန်တော်ကိုမြင်တာနဲ့တအားကိုစောင့်မြင်ကတ်တာကြည့်လို့ကိုနင်းကိုကြည့်လို့ကိုမရတာဆိုတဲ့အကိုတွေမလေးဘလော့တစ်ခါလေးဘလော့သွားအာကုသို့မယူနဲ့အာမချောင်နဲ့ရှာမရှိနဲ့အာမချောင်နဲ့အာကုသို့မယူနဲ့ကိုယ်တဲလေးတွေကျွန်တော်ကိုမုန်းနေဆိုရင်ရှိမှာပဲတနိုင်ငံလုံးကျွန်တော်ချစ်ဖို့မဖြစ်နိုင်ကျွန်တော်ကိုမုန်းတဲ့သူတွေကျွန်တော်ကိုကြည့်လို့မရတဲ့သူတွေကျွန်တော်မျက်နှာလေးကိုတွေးလိုက်တာနဲ့ပါရိုက်ချင်တဲ့ညီကောင်မောင်နှမတွေထိုးချင်တဲ့ညီကောင်မောင်နှမတွေဘလော့သွားပါတစ်ခါလေးဘလော့သွားပြီပါဟုတ်ပြီနော်အာကုသို့မဖြစ်စေချင်ဘူးကျွန်တော်အတွက်နဲ့ညီကောင်မောင်နှမတွေအာကုသို့မဝင်စေချင်ဘူးအာကုသို့မဖြစ်စေချင်ဘူးအပီးအပိုင်ဘလော့သွားပြီပါဟုတ်ပြီနော်ကျွန်တော်မကြည့်ချင်တဲ့ညီတွေအကိုတွေအမတွေညီမတွေအကုန်ဘလော့သွားပြီပါကျွန်တော်ပြက်သားတတိရှိတောင်းဆိုပါတယ်ခင်ဗျဘာလို့ဆိုကျွန်တော်ကြောင့်အာကုသို့ဖြစ်ပါဆိုလို့နော်မိတ်ဆွေတို့ရဲ့နှလုံးသားထဲမှာဆဲကျင်စိတ်တွေနော်ကဲ့ရဲ့ကျင်စိတ်တွေဆဲကျင်စိတ်တွေပေါ်လာပြီဆိုတခါတည်းဘလော့သွားပါတောင်းဆိုပါတယ်ကျွန်တော်တောင်းဆိုတာနော်လူတိုင်းကြိုက်ဖို့ကျွန်တော်မမျှော်လင့်ဘူးလူတိုင်းကြိုက်ဖို့လည်းကျွန်တော်လုပ်နေတာမဟုတ်ဘူးဟုတ်ပြီနော်အဲ့တော့နောက်တစ်ခုထပ်ပြောမယ်အဲ့ဒါကပထမ1ချက်2ချက်နောက်ထပ်3ချက်ကကြတော့ကိုယ်တဲလေးတွေစစညနံပါတ်3ချက်ကကြတော့စညအင်္ဂါနံနဲ့ပတ်သက်တဲ့ပစ္စည်းတွေစက်တွေလေရင်တွေကားတွေတင်မောတွေစက်ယုံတွေဒါတွေနဲ့ပတ်သက်ပြီးတော့မှကိုယ်တဲလေးတွေသတိထားပြီးပါနောက်ကိုယ်တဲလေးတွေနော်ဒီလိုအရာတွေနဲ့ပတ်သက်ပြီးသတိထားပါအိမ်မှာထမင်းချက်တယ်ဆိုရင်လည်းသတိထားပါကိုယ်တဲလေးတွေကားမောင်းရင်သတိထားပါစိုက်ကယ်မောင်းရင်သတိထားပါလေရင်စီးရင်သတိထားပါတင်မောစီးရင်သတိထားပါဆက်ဆိုတဲ့ပတ်သက်တဲ့အရာတွေနဲ့ပတ်သက်ပြီးအကျုံးဝင်ပါတယ်စညအင်္ဂါနံစက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မှကိုယ်တဲလေးတွေထိခိုက်ရှာနာသွေးထွက်တန်ရိုတေချေပျက်စီးတွေဖြစ်ပါလိမ့်မယ်အပြင်းထန်ဆုံးဖြစ်လိမ့်မယ်လာမယ့်17လပိုင်းမှာအပြင်းထန်ဆုံးအချိန်ကိုရောက်လာလိမ့်မယ်ကိုယ်တဲလေးတွေအဲ့ဒါကိုဆရာဘာနဲ့ကာရမလဲဆိုရင်ကိုစီးမဲ့ရင်တွေကားတွေနော်တင်မောတွေလှေတွေမှာစားပတ်ထားပါစားဖြူထားပါပရိတ်ရည်ဖြန်းလဲရတယ်ခုနကတောင်တန်းသာသနာပြုပရိတ်ရည်ဖြန်းလဲရတယ်စားဖြူထားလဲရတယ်ကိုစီးမဲ့ဆိုင်တဲ့ကိုစီးမဲ့ကားကိုနေတဲ့အိမ်ဟုတ်ကဲ့နင်းဤကျော်လေးကျေးဇူးတင်ပါတယ်ခင်ဗျစက်ခွန်အားရလို့ကျေးဇူးတင်ပါတယ်ဆရာလေးနော်ကိုအသုံးပြုမဲ့အင်္ဂါနဲ့စက်ပစ္စည်းတွေမှာကိုယ်တဲလေးတွေပရိတ်ရည်တောင်တန်းသာသနာပြုဆရာတော်ဘုရားရဲ့ပရိတ်ရည်လေးကိုကိုယ်တဲလေးတွေစောင့်ထားပေးပါဖြန်းထားပေးပါပြီးရင်စားတွေပတ်ထားပေးပါစက်နဲ့ပတ်သက်တဲ့ပစ္စည်းအကုန်ပါတယ်နော်အိမ်မှာအသုံးပြုနေတဲ့မီးဘူးအဲယာကွန်ရေခဲတက်တာ TV ဝစ်လျှော်ဆက်အကုန်ပါတယ်နော်ကိုယ်တဲလေးတွေအကုန်ပါတယ်နော်ကာရမယ်နော်17လပိုင်းမှာအကြီးအကျယ်လူလျှော့ပါလိမ့်မယ်17လပိုင်းနဲ့12လပိုင်းမှာကိုယ်တဲလေးတွေအကြီးအကျယ်လူလျှော့ပါလိမ့်မယ်ပါတယ်လေကိုကြော်လေးပါတယ်လေစညဆိုတာအကုန်ပါတာဗောဆက်ဆိုတဲ့အရာနဲ့ပတ်သက်ပြီးလူလျှော့ပွဲပါဆိုအကုန်ပါတယ်လေစညဆက်တဲ့ပတ်သက်တဲ့အရာတွေလက်နက်ပါတာပဲနော်တနက်ဆိုတာလည်းဆက်ပဲလေလူလျှော့ပွဲလေပါတာဗောစညဆိုတဲ့အင်္ဂါနံပစ္စည်းလေးတွေနဲ့ပတ်သက်ပြီးတော့မှတေချေပျက်စီးသွေးထွက်တန်ယူဖြစ်မယ်ပြီးရင်ဆေးမားထိုးတာတွေဆေးရုံဆေးကန်းရောက်တာတွေဆေးမားတောက်တာတွေဆေးမားထိုးတာတွေဖြစ်ပါလိမ့်မယ်ဆေးဝါးနဲ့ပတ်သက်တဲ့အန်တီရဲ့ကိုယ်တဲလေးတွေဟုတ်ပြီနော်ဆေးဝါးနဲ့ပတ်သက်တဲ့အန်တီရဲ့စက်ပစ္စည်းနဲ့ပတ်သက်တဲ့အန်တီရဲ့ပရိတ်ရည်ဖြန်းမှာစားတွေဖြန်းမှာအဲ့ဒါကာကွယ်ရပါမယ်ဒါကာကွယ်ဖို့ဒီလန်တစ်ခါလေးပြောတာနော်နာမည်ကြီးလေးပါကိုပူဇော်ပါပင့်ဖိတ်ပါပူဇော်ပါနော်ကိုယ်တလေးနော်ပြီးတတိကိုမျိုးလှူဒန်းပါတတိကိုမျိုးကတပတ်တစ်ခါလှူလဲရတယ်ကိုယ့်ရဲ့ပတ်စံတက်နိုင်တဲ့ခြေတွေပေါ်မှာမူတည်ပြီးတော့မှကိုယ်တလေးတွေတပတ်တစ်ခါလှူလဲရတယ်တစ်လတစ်ခါလှူလဲရတယ်နှစ်ကုန်ထိလှူပေးရမယ်ကိုတက်နိုင်တဲ့လောက်လှူသွားလိုက်နှစ်ကုန်ထိလှူပေးရမယ်တတိကိုမျိုးကြိုက်တဲ့တတိကိုမျိုးကြိုက်တဲ့ချိန်လှူကိုယ်တလေးတွေကြိုက်တဲ့ချိန်လှူ
ဟုတ်ပြီနော်အဲ့တော့စညနဲ့ပတ်သက်တဲ့ရင်ကားစက်ရုံစက်ပစ္စည်းလေရင်ကိုယ့်အိမ်မှာသုံးတဲ့စက်ပစ္စည်းအသုံးဆောင်ကုန်သတိထားပါပြီးလို့ရှိရင်ဆရာတို့နောက်တစ်ခုကကြတော့နော်ပဖပပမဇာတာပရိဏနဲ့ပတ်သက်တဲ့ပစ္စည်းတွေနော်မီးအပူတွေသတိထားရမယ်ပဖပပမနဲ့ပတ်သက်တဲ့အရာတွေမီးအပူနဲ့ပတ်သက်တာတွေသတိထားရမယ်မီးနဲ့ပတ်သက်တာတွေမီးလောင်တာတွေမိုးကြိုးပစ်တာတွေ short ဖြစ်တာတွေဓာတ်လိုက်တာတွေဝါယာ short ဖြစ်တာတွေအပူနဲ့ပတ်သက်တဲ့အရာတွေအဲ့ဒါတွေကိုယ်တယ်လေးတွေသတိထားပေးပါအရှိန်အပြင်းဆုံးဖြစ်မယ်2025ကလူလျှော့ပွဲကြီးဖြစ်ပါတယ်အကြီးကျယ်လူလျှော့တာနော်အဲ့တော့အတက်နိုင်ဆုံးမိဘပြည်သူညီကောင်မတွေကိုအရန်ချစ်ပါတယ်အကျိုးရှိတာလေးတို့လည်းအများနဲ့ဝင်မြနေတယ်အဲ့တော့ဒီထဲမှာကိုယ်စိတ်နဲ့မကိုက်ဘူးကိုယ်စိတ်နဲ့မတူဘူးခုနကျွန်တော်ပြောလို့ပေါ့နော်ကျွန်တော်ကိုမြင်တာနဲ့စောင့်မြင်ကတ်တာကျွန်တော်ကိုမြင်တာနဲ့ပါးရိုက်ချင်တာကျွန်တော်ကိုမြင်တာနဲ့ထိုးချင်တာကျွန်တော်ကိုမြင်တာနဲ့တတ်ချင်တာဆိုတဲ့ညီကောင်မတွေကတခါတည်းဘန်းသွားပြီပါဝင်မဆဲပါနဲ့ဘာလို့ဝင်မဆဲတာလဲဆိုတော့ကျွန်တော်အတွက်မဟုတ်ဘူးညီကောင်မတွေအာကုသို့ဖြစ်မှာဆိုလို့ကျွန်တော်ကိုဆဲလိုက်တဲ့ဝစီကန်ကညီကောင်မတွေပြန်ခံရမှာဆိုလို့ကျွန်တော်ဘယ်လိုမှမနေဘူးညီကောင်မတွေဆဲတဲ့အာကုသို့ကျွန်တော်ယူမှာမဟုတ်ဘူးကျွန်တော်ကိုယ့်ကုသို့နဲ့ကိုနေနေတာကိုယ့်စကြဝဠာနဲ့ကိုနေနေတာကိုယ့်ကဘာနဲ့ကိုနေနေတာကိုယ့်အတွေးပုံရိပ်နဲ့ကိုနေနေတာဖြစ်တဲ့အတွက်ကိုယ့်အိမ်နဲ့ကိုနေနေတာကိုယ့်ကဘာလေးနဲ့ကိုနေနေတာဖြစ်တဲ့အတွက်ကျွန်တော်ကပြင်ပအရာတွေနဲ့ကျွန်တော်စိတ်ကရှင်းတန်နေတာမဟုတ်ဘူးကျွန်တော် inner set တဲ့ကျွန်တော်ရှင်းတန်နေတာကျွန်တော်နှလုံးသားထဲမှာကျွန်တော်စကြဝဠာအိမ်လေးကျွန်တော်တိဆောက်လိုက်ပြီးတော့မှကျွန်တော်စကြဝဠာ quantum ထဲမှာကျွန်တော်နေနေတာကျွန်တော်ပြင်ပအလူတွေနဲ့ကျွန်တော်နေနေတာမဟုတ်ဘူးပြင်ပအလူတွေနဲ့လည်းကျွန်တော်ရံဖြစ်နေတာမဟုတ်ဘူးအဲ့ဒီအခြေအနေမှာလည်းကျွန်တော်မရှိတော့ဘူးဟုတ်ပြီနော်ဆရာကြီးဦးခမောင်တန်းရဲ့ပညာတွေအကြောင်းမို့လို့ကျွန်တော်ကပြောင်းလဲသွားတာကြာခဲ့ပြီပြင်ပကလူတွေနဲ့ပြိုင်တူးပြိုင်ရင်ရံဖြစ်နေမဲ့မျိုးစားတွေမှာလည်းကျွန်တော်မပါတော့ဘူးကျွန်တော်စကြဝဠာလေးနဲ့ကျွန်တော်နေတာကျွန်တော် inner set တဲ့ကျွန်တော်အတွင်းစိတ်ထဲမှာကျွန်တော်နေတာအဲ့ဒီအတွက်ညီကောင်မတွေကကျွန်တော်ကိုလာဆဲမဲ့ညီကောင်မတွေကတခါတည်းဘလော့သွားပါအာကုသို့မဖြစ်စေချင်လို့ကျွန်တော်ကိုဆဲလိုက်လို့ရှိရင်ညီကောင်မလူကြီးမင်းတို့မှာအာကုသို့ဖြစ်သွားမှာကိုကျွန်တော်စိုးရိမ်လို့နော်အဲ့တော့စောင့်မြင်ကတ်ခဲ့သူများပါခဲ့လို့ရှိရင်မကြိုက်တဲ့သူများပါခဲ့လို့ရှိရင်အကိုတွေအမတွေတခါတည်းဘလော့သွားပါတခါတည်းဘန်သွားပါကျွန်တော်လက်ခံတယ်လူဆိုတာကတကဘာလုံးကြိုက်ဖို့လည်းမဖြစ်နိုင်ဘူးတနိုင်ငံလုံးကိုကြိုက်ဖို့လည်းမဖြစ်နိုင်ဘူးတနိုင်ငံလုံးကြိုက်ဖို့တကဘာလုံးကြိုက်ဖို့ကျွန်တော်တို့စူးစမ်းနေတယ်ဆိုတာယူသွားပြီလားလူတိုင်းကြိုက်ဖို့မဖြစ်နိုင်ဘူးကျွန်တော်ကလည်းလူတိုင်းကြိုက်ဖို့ကျွန်တော်ရက်တည်နေတာမဟုတ်ဘူးအဲ့ဒါလေးကိုလေးစားတော့ကျွန်တော်ပြောကြားခြင်းတယ်ဟုတ်ပြီနော်အဲ့ဒါကနံပါတ်3အချက်အဲ့တော့နံပါတ်4အချက်ကကြတော့ကျွန်တော်တို့တွေဖပါနဲ့ပတ်သက်တဲ့ဇာတာပရိဏနဲ့ပတ်သက်တဲ့အရာတွေနော်မေ့သွားမှာဆိုလို့ဒီမှာဟောကိန်းမေ့သွားမှာဆိုလို့တခြားရေးထားနေတာနော်စေးတဲ့ပတ်သက်တာတွေအစိတ်နဲ့ပတ်သက်တာတွေအစိတ်တောက်တာတွေပြီးတော့ကိုတတ်သေးတာတွေလာပါလိမ့်မယ်နော်17လပိုင်းမှာအရှိန်အပြင်းဆုံးလာပါလိမ့်မယ်ကတော့ကိုတဲလေးတွေကတော့ကျွန်တော်ဘက်ကဘာတာဝန်ကြည့်တယ်နော်ဗျနော်အဘတာဝန်ကြည့်တယ်နော်အဘတာသမီးကျွန်တော်တာဝန်ကြည့်ပါတယ်နော်ကျွန်တော်မိတလောက်လက်တန်နဲ့ကျွန်တော်ကြားတလောက်လက်တန်နဲ့ကျွန်တော်ဝေမျှပြီးပြီ social media internet ကိုအသုံးပြုပြီးတော့မှကျွန်တော်မိတလောက်ကြားတလောက်ကျွန်တော်ဝေမျှပြီးပြီအကြားအမြင်နဲ့ဝေမျှတာပါကျွန်တော်မိတလောက်ကျွန်တော်ဝေမျှပြီးပြီအဲ့တော့နံပါတ်1အချက်ကကြတော့ကိုတဲလေးတွေအတူချုပ်တကြောပြန်ပြီးကျွန်တော်ပြန်ပြောပြပေးမယ်နော်အဲ့တော့ကိုတဲလေးတွေနံပါတ်1အချက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေရွှေမြန်မာတွေအတွက်ကျွန်တော်သတိပေးစောင့်ရန်ရှောင်ရန်ဟောကိန်းဖြစ်ပါတယ်သတိပေးစောင့်ရန်ရှောင်ရန်ဟောကိန်းဖြစ်ပါတယ်နံပါတ်2အချက်ကကြတော့ကဘာသူကဘာသားတွေအတွက်ဒီဟောကိန်းလေးကိုအင်္ဂလိပ်လိုတတ်တဲ့သူတွေတရုတ်လိုတတ်တဲ့သူတွေရှမ်းလိုတတ်တဲ့သူတွေကပြန်ပြောပေးပါဥပမာထိုင်းလိုတတ်တဲ့ညီကောင်မတွေကထိုင်းစကားနဲ့တတ်တယ်ဆိုရင်ထိုင်းကျွန်တော်ရဲ့ဟောကိန်းလေးကိုထိုင်းစကားနဲ့ပြန်ပြောပေးပါအင်္ဂလိပ်လိုတတ်တယ်ဆိုရင်လည်းအင်္ဂလိပ်လူမျိုးတွေသိအောင်လို့အင်္ဂလိပ်လိုပြန်ပြောပေးပါတကဘာလုံးနဲ့သက်ဆိုင်တဲ့ဟောကိန်းဖြစ်ပါတယ်မြန်မာနိုင်ငံတစ်ခုတည်းအတွက်နဲ့ပြောနေတာမဟုတ်ပါဘူးတကဘာလုံးနဲ့သက်ဆိုင်တဲ့ဟောကိန်းဖြစ်ပါတယ်2017စနစ်မှာလူလျှော့ပွဲကြီးပါတကဘာလုံးလူလျှော့ပွဲကြီးဖြစ်ပါတယ်ဟုတ်တယ်လေးတွေအဲ့တော့ကာဖို့ရအတွက်ကျွန်တော်တို့မြန်မာရဲ့ကာချာနဲ့မြန်မာရဲ့ဒလိထုံးတန်းစင်လာနဲ့တော့ကျွန်တော်ကာဖို့တော့ပြောသွားပြီကျန်တဲ့အနောက်တိုင်းနေနဲ့ပတ်သက်တဲ့ကာချင်းတရားတွေကတော့ကျွန်တော်မသိဘူးပုဂ္ဂိုလ်လည်းကျွန်တော်ဘာမှမပြောဘူးဒါပေမဲ့အခုရွှေမြန်မာတွေနဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ဒီဘာသာမြန်မာဘာသာနဲ့ပတ်သက်တဲ့ကာဖို့ကာပုံကာနီးလေးတွေကတော့အဖကတင်ပေးသွားတယ်အဖမိန်ကြားသွားတယ်အဖကပြောသွားတယ်ကျွန်တော်ဘက်ကတာဝန်ကြည့်တယ်နော်အဲ့တော့ဘာပဲပြောသတိကတ်ထားတာတော့မမားပါဘူးကိုယ်သေးလေးတွေသတိကတ်ထားပါနော်အဲ့တော့အတူချုံလေးဆရာဆရာမပြန်ပြောပေးမယ်နော်အတူချုံလေးပြန်ပြောပေးမယ်နော်နောက်မှဝင်လာတဲ့ညီကိုမောင်နှမဓမ္မမိတ်ဆွေတွေဥခိုက်ပါတယ်လေးစားပါတယ်ကာရွာပြူပါတယ်နော်အဲ့တော့ကိုယ်သေးလေးတွေအတူချုံပြန်ပြောပေးမယ်နံပါတ်1အချက်ကအစအဆုံးအတူချုံပြန်ပြောပေးမယ်အိမ်မှာမိသားစုတွေညီကိုမောင်နှမတွေကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့မိန်းမကိုယ့်ရဲ့ယောက်ျားကိုယ့်အမေကိုယ့်သားကိုယ့်မိနေရင်ထိုင်ရင်နဲ့ဒေါသတွေထွက်လာတာမျိုးနေရင်ထိုင်ရင်နဲ့စိတ်တွေဖောက်လာတာမျိုးနေရင်ထိုင်ရင်နဲ့တတ်ချင်ဖြတ်ချင်စိတ်တွေဖြစ်လာတာမျိုးဆိုလို့ရှိရင်ကိုယ်သေးလေးတွေအစအဆုံးပြန်ပြောနေပြီနော်ကိုယ်သေးလေးတွေတောင်တန်းသာသနာပြုဆရာတော်ဘုရားရဲ့ပရိတ်ရည်ကိုပရိတ်တော်ဖွင့်ထားပါရေတန့်ဖို့ဖုံးလေးကိုဖွင့်ထားပြီးတော့မှပရိတ်ရည်ဖန်တီးပါဖန်တီးပြီးတော့မှပရိတ်ရည်ရလာပြီဆိုလို့ရှိရင်မိမိချိုးတဲ့ရေချိုးကန်နဲ့မိမိတောက်တဲ့ရေတန့်ဖို့ထဲမှာပွားထားပါပရိတ်ရည်ကိုချိုးပေးပါပရိတ်ရည်ကိုတောက်ပေးပါဒါနံပါတ်1အချက်နော်အားလုံးညီကောင်မဓမ္မမိတ်ဆွေလူကြီးမိပါများကျေးဇူးအများကြီးတင်ပါတယ်ဆရာကိုဆိုင်ဝမ်သားဆရာဆိုင်ဝမ်ကျေးဇူးအများကြီးတင်ပါတယ်အကိုဆရာကကျေးဇူးတင်ပါတယ်မောင်လေးဆရာကကျေးဇူးတင်ပါတယ်နော်ဒါအကျိုးရှိတဲ့စကားလေးတွေပြောပေးတာပါအဲ့တော့နံပါတ်1အချက်ကကြတော့ဆရာကိုဆိုင်ဝမ်တို့နံပါတ်2အချက်ကကြတော့
နာမည်ကြီးလေးပါကလူလျှော့ပွဲကနာမည်ကြီးလေးပါကဆောင်ရွက်နေတာဖြစ်တဲ့အတွက်ဒီတာဝန်ကြီးကိုဒီလူလျှော့ပွဲကြီးကိုကမ္ဘာလူလျှော့ပွဲကြီးကိုနာမည်ကြီးလေးပါသာသနာဆောင်နာမည်ကြီးလေးပါကဆောင်ရွက်နေတာဖြစ်တဲ့အတွက်နာမည်ကြီးလေးပါကိုအိမ်မှာပစ်ဖိတ်ပါနော်ဖျားတပည့်တော်မှဒီနာမည်ကြီးလေးပါကိုပစ်ဖိတ်ပါတယ်ရိုသေလေးစားစွာပစ်ဖိတ်ပါတယ်တတိကုံမျိုးဖြစ်ပူဇော်ပတာပါတယ်မေတ္တာတက်များဖြင့်ဆောက်ရှောက်ကပွဲပေးသနာပေးတော်မူပါဖေဟာအဲ့လိုမျိုးလေးပေါ့နော်မေတ္တာတက်များဖြင့်နာမည်ကြီးလေးပါအရှင်နာမည်ကြီးလေးပါပစ်ဖိတ်ပါတယ်နော်သာသနာဆောင်နာမည်ကြီးလေးပါပစ်ဖိတ်ပါတယ်နော်ဖျားတပည့်တော်မှရဲ့မိသားစုအိုးအိမ်လေးကိုနော်မေတ္တာတက်များဖြင့်ဆောက်ရှောက်ပေးသနာတော်ကာကွယ်ပေးတော်မူပါဖျားဆိုပြီးဆုတောင်းလိုက်တစ်တီးကိုမျိုးနဲ့ဆုတောင်းလိုက်ကြိုက်တဲ့တစ်တီးကိုမျိုးလာပြောထားတာနော်အဲ့ဒါနားမှာလာပြောထားလို့နော်ပုဂ္ဂိုလ်လာပြောထားလို့နော်ဟုတ်ပြီနော်ဘယ်သူလာပြောတာလဲအဘအောင်မင်းကောင်လာပြောထားလို့ပါနော်အာရတယ်ဖျားเจ้าဆောင်ပေါ်မှာလည်းလှူလို့ရတယ်တက်စစ်ဟိုခုံလေးနဲ့လည်းလှူလို့ရတယ်နော်စမ်းရည်လေးဟုတ်ကဲ့ဖျားเจ้าတော်ရပေါ်မှာလည်းဒီလိုမျိုးပေါ့ဒီလိုမျိုးတောင်းတော်ရလေးပေါ်မှာလည်းလှူလို့ရတယ်တက်ခုံလေးနဲ့လည်းလှူလို့ရတယ်ကိုယ်တည်းလေးနော်အဲ့လိုမျိုးလေးလှူလိုက်ပါဒါနံပါတ်1ချက်နော်နံပါတ်2ချက်နာမည်ကြီးလေးပါနော်နာမည်ကြီးလေးပါနဲ့ကားရမယ်ပရိတ်ရည်လောက်ရမယ်တောင်တန်းသာသနာပြုဆရာတော်ဖျားရဲ့ခွေကိုဖွင့်ရမယ်ပရိတ်ရည်ပွားရမယ်နံပါတ်2ချက်ကကြတော့နာမည်ကြီးလေးပါကိုပိတ်ရမယ်တတိကုံမျိုးလှူရမယ်နှစ်ကုံနဲ့ထီလောက်ရမယ်ရတရားပါနံပါတ်3ချက်ကကြတော့ဆဆစစညအင်္ဂါနဲ့ပတ်သက်တဲ့အရာတွေအကုန်သတိထားရမယ်ကင်တွယ်တဲ့အချိန်မှာသတိထားရမယ်ထိုင်းမှာရှိတဲ့မျိုးတွေကဆိုင်ကယ်တက်စီတို့ကားတက်စီတို့ရထားတို့စီးတဲ့အချိန်မှာသတိထားရမယ်နော်ဆုတောင်းရမယ်လမ်းဆောင်နဲ့တောဆောင်နဲ့တောင်ဆောင်နဲ့အိမ်ဆောင်နဲ့မျိုးဆောင်နဲ့ရွာဆောင်နဲ့ရုံကိုအာကာသစိုးတွေကိုနော်ငကားကလုံးကုံမရက်ကိုက်ဝိစာစောကြီးတပတိအကုန်လုံးကိုမြစ်တာပို့ပြီးတော့မှဆုတောင်းရမယ်အန်ဒီရဲ့ကင်းအောင်လို့ကိုလန်းခင်းကိုထွက်ပြီးဆိုတာနဲ့တခါတည်းမြစ်တာပို့မယ်လမ်းဆောင်နဲ့အိမ်ဆောင်နဲ့တောဆောင်နဲ့တောင်ဆောင်နဲ့မျိုးဆောင်နဲ့ရွာဆောင်နဲ့တွေကိုမြစ်တာပို့မယ်နော်ဒုက္ခမချအောင်လို့ကားတိုက်တာတွေဆိုင်ကယ်တိုက်တာတွေအက်ဆီဒန့်ဖြစ်တာတွေနော်တိုက်ပြီးသေးတာတွေမဖြစ်အောင်လို့နော်ခုနကပဲနော်ပခုတ်ကူမှာနော်expert ကားအကြီးနဲ့ကားအသေးလေးနဲ့ဒိုင်နာကားအသေးလေးနဲ့တိုက်တာမျိုးသမီးကပွဲချင်းပြီးသေးတယ်ခုနကတော့ပဲသတင်းတက်လာတယ်နော်ခုနကပဲသတင်းတက်လာတယ်ပခုတ်ကူမှာလားမသိဘူးလမ်းမှာ expert ကားအကြီးနဲ့ဒိုင်နာကားအသေးလေးနဲ့တိုက်တာမျိုးသမီးကပွဲချင်းပြီးသေးတယ်အမမျိုးသားငိုးနေတယ်ကားပေါ်မှာငိုးနေတယ်ပုံနေတက်လာတယ်နော်ဆိုတော့လူကရှော့နေတာလူရှော့ပွဲကြီးကနေရာတိုင်းမှာလူရှော့နေတယ်ပေါ့နော်လူရှော့ပွဲကြီးလူရှော့ပွဲထဲမှာကျွန်တော်တို့မပါဖို့အရေးကြီးတယ်ကုသိုလ်တွေလုပ်ချင်သေးတယ်ဟလာငရဲမကြချင်ဘူးကုသိုလ်တွေလုပ်ချင်သေးတယ်ငရဲကိုလွတ်မြောက်ချင်တယ်တတိတစ်မျိုးလေးကိုကိုလုံးရတယ်ခင်ဗျရပါတယ်ခင်ဗျတတိတစ်မျိုးလေးကိုအမဟုတ်တွေကိုယ်တည်းလေး sorry အဲ့ဒါမရဘူးလေတတိ9မျိုးဖြစ်ရမယ်လေ9မျိုးလေဥမာမာလကာတီစတော်ဘယ်တီငပြောတီပိန်းနေတီ9မျိုးဖြစ်ရမယ်ကိုယ်တည်းလေးတစ်မျိုးလေးကို9လုံးလူလို့မရဘူးဒီပုဂ္ဂိုလ်ပြောသွားတဲ့အတန်က9လုံး9မျိုးဖြစ်ရမယ်နော်ကိုယ်တည်းလေးနော်ဝိုင်းဝိုင်းလေးမင်္ဂလာပါကျေးဇူးပါနော်တတိတစ်မျိုးလေးကို9လုံးမရဘူးနော်တတိ9မျိုးဖြစ်ရမယ်စတော်ဘယ်တီငပြောတီမင်းကိုတီမာလကာတီအဲ့လို9မျိုးဖြစ်ရမယ်တစ်မျိုးတစ်လုံးဖြစ်ရမယ်ကိုယ်တည်းလေး9မျိုးဖြစ်ရမယ်ဟုတ်ပြီနော်ပြီးရင်မြတ်စွာဘုရားကိုလှူတဲ့အချိန်မှာမြတ်စွာဘုရားကိုကတ်ရမှာနော်မြတ်စွာဘုရားကိုလှူတဲ့အချိန်မှာသာသနာဆောင်နာမည်ကြီး၄ပါးအတွက်ရည်ရွယ်ရည်စူးပြီးတော့မှမြတ်စွာဘုရားကိုကတ်ပေးရမှာဟုတ်ပြီနော်သာသနာဆောင်နာမည်ကြီး၄ပါးကိုရည်ရွယ်ပြီးတော့မှမြတ်စွာဘုရားကိုကတ်ပေးရမယ်တို့အမြဝေပေးရမယ်ပြီးရင်တစ်တီလေးတွေကတ်တဲ့အချိန်မှာကိုယ်တည်းလေးတွေခွဲချမ်းစိတ်ဖြာပြီးကတ်ပါနော်အလုံးလိုက်မကတ်နဲ့နော်အဲ့ဒါတစ်ခါလေးတင်ပေးတယ်နော်ကိုယ်တည်းလေးနော်တစ်တီလေးတွေကတ်တဲ့အချိန်မှာကိုယ်တည်းလေးတွေညီကောင်မတော်မတွေအလုံးလိုက်မကတ်နဲ့နော်အစိမ့်လိုက်အလုံးလိုက်မကတ်ပါနဲ့ကိုစားတဲ့လိုမျိုးခွဲချမ်းစိတ်ဖြာပြီးတော့မှကတ်ပါနေ့လယ်7 နာရီထိုးတာနဲ့စော့လိုက်ပါနော်7ခွဲတာနဲ့စော့လိုက်ပါနော်အဲ့တော့ကောင်းတာတော့ရေလေးနဲ့ကတ်ရင်ပိုကောင်းတာပေါ့တစ်တီကုံမျိုးနဲ့ရေတော်လေးနဲ့တောက်တော့ရေတစ်ခွက်နဲ့ကတ်ရင်ပိုကောင်းတာပေါ့အဲ့ဒါကနာမည်ကြီးလေးပါးကိုရည်ရွယ်ပြီးတော့မှကတ်ရမယ်ပြီးတော့အဲ့ဒီကတ်တဲ့ကုသိုလ်ကိုနာမည်ကြီးလေးပါးကိုအမျှဝေရမယ်ဟုတ်ပြီနော်ဒါလောက်ရမယ်ရတရားလေးနော်ဒီနေ့ကုန်တဲ့ဒီလောက်ရမှာနော်နားလဲနော်ကိုတဲလေးတွေနားမလဲတာရှင်တစ်ခါလေးမေးလို့ရတယ်နော်လိုက်လေးလွှင့်ပေးနေတာအဲ့တော့ကိုတဲလေးတွေပြန်ပြောနေတယ်ဟုတ်လားအဲ့တော့နံပါတ်3ချက်ကကြတော့စစညဆိုတဲ့စက်နဲ့ပတ်သက်တဲ့အရာတွေကုန်သတိထားရမယ်ပရိတ်ရည်ဖြန်းထားရမယ်စားတွေဖြူထားရမယ်ကိုအိမ်အတွင်းအကုန်လုံးနဲ့စားဖြူထားလို့ရတယ်ကိုတကူလုံးနဲ့စားနဲ့ရေချိုးလို့ရတယ်ပင်လယ်နဲ့နီးတဲ့လူတွေကရတယ်လေဝိုင်းလေးခုမှစလူလို့ရပါတယ်ခင်ဗျဆရာဆိုင်လည်းခုမှစပြောတာဖြစ်တဲ့အတွက်ပေါ့နော်ရပါတယ်ခင်ဗျပင်လယ်နဲ့နီးတဲ့လူတွေကတော့ပင်လယ်ရေနဲ့ရေစိတ်လို့ရတယ်ရေချိုးလို့ရတယ်ဟုတ်ပြီနော်အားလေးလုပ်ပေးမယ်စစညနဲ့ပတ်သက်တဲ့အရာတွေစက်ဆိုတဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ကင်တွယ်တော့မယ်ဆိုင်ကယ်စီးတော့မယ်နော်အထူးသဖြင့်ဆိုင်ကယ်မျိုးတော်ပေါ့နော်ဆိုင်ကယ်စီးတော့မယ်ကားတွေစီးတော့မယ်နော်ထိုင်းမှာတော့တိတ်တာရွရက်ဆက်ဆက်ပဲအများကြီးပဲတောက်လျှောက်ပဲတိုက်နေတာတိုက်ပြီးသေးနေတာတောက်လျှောက်ပဲတော့ကတိုက်ပြန်ပြီးတော့ကြတိုက်ပြန်ပြီးမြင်နေရတာလူလျှော့နေတာလေလူလျှော့နေတာတောက်လျှောက်လူလျှော့နေတာပြီးရင်အရေးအကြီးဆုံးကတော့ဒီကာလမှာ17လပိုင်းနဲ့17လပိုင်းမှာဆရာအထူးသတိပေးချင်တဲ့အရာကတော့ဒေါသတွေတအားထွက်ပါလိမ့်မယ်မာနကမနှောတိုက်ပါလိမ့်မယ်ဒေါသတွေမတရားထွက်ပါလိမ့်မယ်ကိုယ်တဲလေးတွေအဲ့ဒါကိုလုံးဝသတိကတ်ထားပါကိုယ်တဲလေးတွေသတိလွတ်တာနဲ့တွားပြီးရံဖြစ်ရင်ဖြစ်ဓာထိုးရင်ဓာထိုးမှုဖြစ်ရင်ဖြစ်မဖြစ်ရိုက်မှုတွေဖြစ်လိမ့်မယ်ကွဲတာတွေဖြစ်လိမ့်မယ်အိမ်အောင်ကွဲတာမျိုးတွေအိမ်အောင်အစမပြေတာတွေမိသားစုစကားများတာမျိုးတွေတိလားမောင်နှမချင်းတက်ပြီးတော့ကွဲသွားတာတွေသားနဲ့သမီးအမေနဲ့သားအဖေနဲ့သားအဖေနဲ့သမီးစကားများပြီးတက်ပြီးကွဲသွားတာတွေသဘောထားမတိုက်ဆိုင်ပဲကွဲသွားတာတွေအိမ်အောင်ကွဲသွားတာတွေရေးစားကွဲသွားတာတွေ17လပိုင်းမှာအရှိန်အပြင်းဆုံးဖြစ်မယ်အဲ့တော့ပြောချင်တာကတရားထိုင်ပါကိုတဲလေးတွေတရားထိုင်ပါဝစီကန်ရှော့ပါလူရှော့ပွဲကြီးနော်ကိုတဲလေးတွေနာမည်ကြီးလေးပါလုံနေတာနော်ကိုတဲလေးတွေပမာမခန့်လေးစားလုပ်တယ်ဆိုကိုတဲလေးတွေဒုက္ခရောက်နေမယ်နော်
ချစ်ခင်ဆိုတာနဲ့တတိပေးတာပါတိတ်ချစ်လို့ပါနော်ကျွန်တော်တာဝန်ကျွန်တော်ကြေပါတယ်ကျွန်တော်လူလောကရောက်လာတာလေဒီတာဝန်ထမ်းဆောင်ဖို့အတွက်ကျွန်တော်ရောက်လာတာဖြစ်တဲ့အတွက်ကျွန်တော်တာဝန်ကြေပါတယ်နော်အဲ့တော့ကိုတဲလေးတွေဝစီကန်ရှော့ပါဒေါသထိမ့်ပါအတိတတိကတ်ပါအဲ့ဒါလေးပြောချင်တယ်နာမည်ကြီး၄ပါးကိုယ်တိုင်လုပ်နေတဲ့ပွဲဖြစ်တဲ့အတွက်အရန်ပြင်းထန်ပါတယ်လူရှော့ပွဲကြီးဒါကြီးကနော်လူရှော့ပွဲကြီးဒီလိုလူရှော့ပွဲကြီးမှာတခါမာနက်ကပါနှောက်နေတဲ့ပွဲဆိုတော့အမလေးစဉ်းစားကြည့်လိုက်တော့နော်တစ်ဖက်ကလည်းနာမည်ကြီးလေးပါလူရှော့တဲ့ပွဲကြီးကိုလုပ်နေတယ်တစ်ဖက်ကလည်းမာနက်ကနှောက်နေတယ်အချင်းချင်းမာနက်ကနှောက်နေတယ်ဆိုတော့စစ်စစ်ညက်ကိုကြည်ရောပဲနော်ဒါကြောင့်မလို့ကိုတဲလေးတွေဒီကာလ17လပိုင်းအခုမနက်ဖြန်စပြီးတော့မှဒီနေ့ကစပြီးတော့မှဆရာဆိုင်ဝမ်သတိပေးတဲ့ဟော့ကင်းသတိပေးတဲ့အချိန်ကနေစပြီးတော့မှကိုတဲလေးတွေနော်မီဒီယာတွေလည်းကိုယူဖော်ပြခွင့်ပြုပါတယ်နော်ကြိုက်တဲ့မီဒီယာတွေကနေကိုယူဖော်ပြပါတရားဝင်ဖော်ပြခွင့်ပြုပါတယ်ပြန်ဒေါင်းပြီးတင်ချင်တာတင်ပါရပါတယ်ဆရာခွင့်ပြုပါတယ်နော်အဲ့တော့ဆရာဆိုင်ရဲ့အကောင့်လေးကိုတော့ link လေးချပြီးပေါ့နော်ဆရာဆိုင်ရဲ့အကောင့်လေးကိုတော့ link လေးချပေးပါမီဒီယာသမားတွေပြန်လည်ကိုယူဖော်ပြခွင့်ပြုပါတယ်ညီကောင်မောင်နှမတွေလည်းပြန်ဒေါင်းပြီးတင်ချင်တယ်ဆိုရင်ဆရာတင်ခွင့်ပြုပါတယ်လွတ်လွတ်လပ်လပ်ပြန်တင်လို့ရပါတယ်နော်ဒါပေမဲ့ဆရာရဲ့ Facebook အကောင့်လေးကိုတော့ link လေးချပေးပါနော်ဒါဆရာရဲ့ Facebook အကောင့်မှာဆိုပြီး link လေးချပေးပါပြန်လည်ကိုယူဖော်ပြခွင့်ပြုပါတယ်နော်အဲ့တော့ဒီပွဲကလူ short ပွဲကြီးဖြစ်တဲ့အတွက်ကိုတဲလေးတွေတရားအချိန်ရရင်ရတဲ့လောက်တရားထိုင်ပါစိတ်တွေကို short ပါဒေါ်လာတွေမတရားကြီးလိမ့်မယ်တက်ချင်ဖြတ်ချင်စိတ်တွေအမြင့်ဆုံးကိုဖြစ်လိမ့်မယ်ကိုတဲလေးတွေရအောင်ထိန်းပါမာနက်ကမနှောတိုက်လိမ့်မယ်ပြုတ်စားလိမ့်မယ်မနှောတိုက်လိမ့်မယ်နော်မိသားစုကွဲတာတွေလင်မယားကွဲတာတွေချစ်သူကွဲတာတွေမောင်နှမကွဲတာတွေအတင်းအဖွဲ့တငယ်ချင်းတွေကွဲတာတွေမနှက်ဖြန်ကနေစလို့ဒီ2လအတွင်း17လပိုင်း17လပိုင်းနှစ်ကုန်တဲ့အချိန်ပြင်းဆုံးရောက်တယ်ကွဲမှာရန်နေဖြစ်မှာရန်နေဖြစ်မယ်ပါးတွေနဲ့ရိုက်နားတွေရိုက်ဖြစ်မယ်နေရာတိုင်းမှာကြိလိုက်တပ်ပွဲတွေဖြစ်မယ်ရန်ဖြစ်တဲ့ပွဲတွေဖြစ်မယ်နေရာတိုင်းမှာကြိလိုက်ဖူပူအုံကြွားမှုတွေဖြစ်မယ်ရန်တွေဖြစ်မယ်မီးတွေရှို့မယ်မှန်တွေခွဲမယ်ဒေါသတွေအချိန်ပြင်းဆုံးဖြစ်မယ်တခုခုဆိုရိုက်တက်ချင်မယ်တခုခုဆိုရိုက်တက်ချင်မယ်တခုခုဆိုရိုက်တက်ချင်မယ်ဒါမျိုးတွေဖြစ်မယ်ကိုတဲလေးတွေကပါကိုတဲလေးရအောင်ကအဲ့ထက်မှကိုမပါစေနဲ့အကြီးအကျယ်မနှောတိုက်ပါကြောက်စရာကြီးနော်တကယ်တမ်းတွေးကြည့်ကြည့်နှစ်ကာတွေးကြည့်ကြည့်ကြောက်စရာကြီးနော်ကားမှာနော်ကြောက်တတ်ရင်ကားရမယ်ဆရာပြောချင်တာကြောက်တတ်ရင်ကားရမယ်ပြီးရင်အထူးသဖြင့်ဝစီကန်နော်တို့တိုင်းပြည်မှာဖြစ်နေတဲ့အားနဲ့ချက်ကဝစီကန်ကိုနဲ့မဆိုင်မဲနဲ့အားတွေချောင်းတယ်ကိုနဲ့မဆိုင်မဲနဲ့ရှာတွေရှည်တယ်ဆရာပြောပြပြီလေကိစ္စတစ်ခုတိုင်းပေါ်မှာကြည့်လိုက်တယ်လူတယောက်ကိုကြည့်လိုက်တယ်ယောက်ျားတယောက်ကိုကြည့်လိုက်တယ်မိန်းမတယောက်ကိုကြည့်လိုက်တယ်မောင်ဖြူကိုကြည့်လိုက်တယ်မောင်ဝါကိုကြည့်လိုက်တယ်တောက်မြင့်ကတ်တယ်ကြည့်လို့မရဘူးမုန်းတယ်ဆိုဘလော့ပလိုက်တခါတည်းဘလော့ပလိုက်ဝင်လဲမဆဲနဲ့ဝင်လဲမပြောနဲ့အာကုတူတအားဖြစ်တယ်နော်အဲ့ဒါကိုတဲလေးတွေတဲ့လားလူရှော့ပွဲထဲမှာပါသွားမယ်နော်ပါသွားမယ်ကိုတဲလေးတွေစေတနာနဲ့ပြောတာပါတဲ့လားကိုနဲ့မဆိုင်ဘူးဘာလို့လူသားဖြစ်တဲ့အတွက်မောင်ဖြူကိုတွေ့တယ်တောက်မြင့်ကတ်တယ်မောင်နီကိုတွေ့တယ်တောက်မြင့်ကတ်တယ်မောက်ဝါကိုတွေ့တယ်တောက်မြင့်ကတ်တယ်လိုင်းပေါ်မှာတက်လာတယ်တောက်မြင့်ကတ်တယ်တခါတည်းပန်းချပလိုက်တွားနဲ့မဆဲနဲ့တွားနဲ့မမတ်နဲ့တွားမဆဲနဲ့နော်အဲ့တော့ဘာသာရေးအရာလဲအာကုတူဖြစ်စေတယ်လို့နိုင်ငံရေးအရာလဲ66ခါကြီးထောင်ထဲရောက်နိုင်တယ်နော်ဘသူထောင်ထဲရောက်သွားလဲအားလုံးတွေ့တယ်နော်အာချောင်လိုက်တဲ့အတွက်နော်အာချောင်လိုက်တဲ့အတွက်မျိုးသမီး2ယောက်ရန်ဖြစ်တဲ့ပွဲမှာတစ်ယောက်ကအာချောင်လိုက်တဲ့အတွက်တစ်ယောက်ကထောင်ထဲရောက်သွားတာတွေ့တယ်မလားဒါတာတကဆရာတို့တာတကယူရမယ်ဒါကိုအာချောင်စရာအကြောင်းမရှိဘူးဆဲစရာလည်းအကြောင်းမရှိဘူးရှောင်ကျင်ရမယ်ဆရာတို့ရှောင်ကျင်ရမယ်ဒါလေးသတိပေးချင်ပါတယ်လူတီလေးစားတော့သတိပေးချင်ပါတယ်ကိုနဲ့မဆိုင်ဘူးကြည့်လို့မရဘူးလူသားဖြစ်တဲ့အတွက်ဒီမိန်းမတယောက်ကိုအရန်မုန်းတယ်ဒီယောက်ျားတယောက်ကိုဘလို့မှကြည့်လို့မရအောင်အရန်အမြင်ကတ်တာပဲဟဲ့သူ့ခံစားလို့မရအောင်တခါလေးဘလော့ချလိုက်တတ်တာမမြင်ရအောင်တခါလေးဘလော့လိုက်ဝင်လဲမဆဲနဲ့ဝင်လဲမပြောနဲ့အာကုတူဝင်မယူနဲ့သူ့ကြောင့်ကိုအာကုတူဖြစ်မခံနဲ့ပြီးရင်သူ့ကြောင့်ကိုဒီ66ခါကြီးနဲ့ထောင်ထဲရောက်မခံနဲ့66ခါကြီးနဲ့ထောင်ကြမခံနဲ့တက်ဆဲရင်ထောင်ကြလို့ထောင်ကြတယ်နော်ကိုတဲလေးမြင်နေနော်မြင်နေနော်ငါဆဲချင်တိုင်းဆဲမှာပဲငါတက်ဆဲလို့ရတယ်ဆိုထောင်ထဲသွားရမှာတကယ်လုတ်တဲ့လူတွေတွေ့လို့ရှိရင်ထောင်ထဲသွားရမှာထောင်နှန်းဆန်ရမှာနော်ဆဲတယ်လက်လို့စပယ်ဆဲတယ်အမှဆဲတာစပယ်ရှော့နဲ့အမှုဖွင့်ချလိုက်ထောင်ကြပဲအဲ့66ခါကြီးအမှုကကရကရှင်ကိုယ်တိုင်မလို့ဘူးနော်လွှဲပြောင်းပေးရစာနဲ့အမှုဖွင့်လို့ရတယ်နော်အဲ့ဒါဆရာချစ်ခင်လို့ပြောပြတာပါလွှဲပြောင်းပေးအပ်စာနဲ့အမှုဖွင့်လို့ရပါတယ်နော်ဆရာသိထားသလားအဲ့ဒီအမှုကကိုယ်တိုင်ဖွင့်စရာမလိုဘူးဥပမာဆရာတိုင်ကျင်တယ်ဆိုရင်ဆရာကိုယ်တိုင်တိုင်ကြမလို့လွှဲပြောင်း general power လို့ခေါ်တယ် general power လွှဲလိုက်တာနဲ့ထောင်ချလို့ရတယ်အမှုတရားစွဲလို့ရတယ်နော်ဒါကြောင့်မလို့အာမချောင်ကြပါနဲ့လိုင်းပေါ်မှာအာမချောင်ကြပါနဲ့ကိုယ်နဲ့မဆိုင်ဝင်မပါပါနဲ့သူ့ကိုကြည့်လို့မရဘူးသူ့ကိုမုန်းတယ်ဆိုခါလေးဘလော့လိုက်အာကုတို့လည်းကင်းတယ်ခါလေးဘလော့လိုက်အဲ့ဒါအကောင်းဆုံးပဲနော်ကိုယ်တယ်လေးတွေကိုအဲ့ဒါလေးဝေမျှပါတယ်နော်အတိလေးတွေ awareness လေးတွေကပ်ပါတရားထိုင်ပါနော်ဒီချိန်မှာတရားထိုင်ရမယ်ဘာလို့ဆရာတရားထိုင်တာကိုတအားတိုက်တွန်းနေတာလဲဆိုလို့ရှိရင်ကိုယ်တယ်လေးတွေကိုစိတ်အေးချမ်းအောင်လို့စိတ်အေးချမ်းမှုကို control လုပ်နိုင်တာထိန်းချုပ်နိုင်တာတရားထိုင်တာတစ်ခုတည်းပဲရှိတယ်ဘယ်အရာကမှကိုယ်တယ်လေးတွေကိုမကုစားနိုင်နော်ဒီပူလောင်မှုတွေကိုဒီဝမ်းနည်းမှုတွေဒီပူလောင်မှုတွေဒီခံစားမှုတွေလောကဓာတ်၈ပါးကိုကိုယ်တယ်လေးတို့အေးချမ်းစေတာရေလိုမျိုးအေးချမ်းစေတာစမ်းရည်လေးလိုမျိုးအေးချမ်းစေတာကိုယ်တယ်လေးတွေတရားထိုင်တာတစ်ခုတည်းပဲလွတ်မြောက်ပါတယ်ကိုယ်တယ်လေးတွေအဲ့တော့ဒီဆရာဆိုင်ဝမ်ဟော့ကင်ဟောပေးတဲ့အချိန်ကနေစပြီးတော့မှဒီနေ့ဒီရက်ကနေစပြီးတော့မှကိုရသလောက်9မိနစ်ကလေးချိန်ရရင်9မိနစ်ကလေးနော်ရေချိုးတန့်စင်ဝှက်ဖြူစင်ကြယ်လေးဝှက်ပြီးတော့မှတရားထိုင်ပါကိုယ်တယ်လေးတွေတိုက်တွန်းနေနော်တရားထိုင်မှာစိတ်အေးချမ်းတာရုပ်အေးချမ်းတာနှလုံးသားတွေအေးချမ်းတာဝစီကန်တွေအေးချမ်းတာကတရားထိုင်မှာရမှာပါကိုယ်တယ်လေးတို့ကျန်တဲ့ဘယ်ရာမှမလွတ်မြောက်ဘူးဘယ်ရာမှလုပ်လို့မရဘူး
စိတ်အေးချမ်းအောင်လုပ်လို့ရတာဒေါသပါရိုက်ချင်တာတွေတတ်ချင်တာတွေဓာတ်နဲ့ထိုးတတ်ချင်တာတွေလက်မင်းညစ်တတ်ချင်တာတွေအစိတ်ခတ်တတ်ချင်တာတွေအကုန်လုံးကဒီအညိုးတွေဒီအာကာဒတွေဒီအမုန်းတရားတွေဒီခလဲစားချင်စိတ်တွေပူလောင်မှုတွေလောင်ညိုက်မှုတွေဒေါသတွေကတရားထိုင်တာတစ်ခုတည်းရပဲငြိမ့်တက်နိုင်ပါကျန်တဲ့ဘယ်ရာမှငြိမ့်လို့မရဟုတ်တယ်လေနော်အဲ့ဒီတော့မနက်ဖြန်19ရက်နေ့ကနေစပြီးတော့မှနှစ်ကုန်တဲ့အထိ2025ကိုယ်တယ်လေးတွေနှစ်ကုန်တဲ့အထိဆရာတို့နော်တေးသေးချာချာလေးဆောင်ရွက်ပေးပါလိုက်နာပေးပါဆောင်ရွက်ရှောက်ရည်နေဆရာပြောပေးသွားပါပြီတိုက်တဲ့သတင်းမီဒီယာတွေကနေပြန်လည်ဖော်ပြပါဆရာရဲ့အကောင့်လင့်လေးကိုတော့ချပေးခဲ့ပါလူမသိတဲ့အတွက်ဆရာအကောင့်ကတောင်လူမသိကြဘူးနော်အဲ့တော့ကျေးဇူးတင်ပါတယ်ဆရာ share သွားပေးပါလို့ရေးပေးပါဦးနော်ကျေးဇူးတင်ပါတယ်ဆရာကြီးလို့ comment မှာရေးသွားပေးပါပြီး share ပေးပါနော် support လုပ်ပေးပါဆရာဆိုင်ဝမ်ကို support လုပ်ပေးပါ share ပေးပါတယောက်ချင်းစီတိုင်းကိုဆရာဆိုင်ဝမ်ချစ်ပါတယ်ဒီလိုမျိုးမနှောအာယုံလေးတွေပေါ်လာရင်ပေါ်လာတဲ့အတိုင်းအမြင်နဲ့နော်ဟိုမကြပေါ်ရင်ပေါ်တဲ့အတိုင်းပြောပေးပါမယ်ဆရာကိုဆိုင်ဝမ်ကနော်မှတ်မိတယ်နော်ကိုတယ်လေးတွေမှတ်မိပြီလားကျေးဇူးတင်ပါတယ်နော်ကိုတယ်လေးတွေရမ်းကျေးဇူးတင်ပါတယ်ဆရာကို comment မှာကျေးဇူးတင်ပါတယ်လို့ရေးပေးပါ share ပေးပါနော်အဲ့တော့ဘာလေးများသိချင်တာရှိသေးလဲပေါ့နော်မေးလို့ရတယ်နော်ဆရာကိုအဲ့တော့သိချင်တာမရှိတော့ဆိုဆရာတင်တန်းစတော့မယ်နော်နေ့လယ်ပိုင်းတင်တန်းစတော့မယ်တင်တန်းတက်နေတာပေါ့နော်ဆရာကြီးဥက္ကမောင်တန်းတင်တန်းတက်နေတာဖြစ်တဲ့အတွက်တင်တန်းလေးပြန်တက်လိုက်အောင်ပဲပေါ့နော်ဒါမင်းညကလေးပြောပေးဖို့ရပဲမာနဲ့နှောက်ဆက်သွားတဲ့အတွက်အခုမှပြောရတာပေါ့နော်အဲ့တော့မေးချင်တယ်ဆိုရင်ဆရာကို messenger လေးမှာလာမေးပေးလို့ရပါတယ်နော်အရန်ချစ်ပါတယ်အရန်လေးစားပါတယ်ကိုတယ်လေးတွေကိုနော်ဆရာမှာပါလာတဲ့ဆရာကိုဆိုင်ဝမ်မှာပါလာတဲ့ပါရမီ2ပါရမီခံလေးနဲ့အမြဲတမ်းစောက်ရှောက်ပေးပါမယ်နော်စောက်ရှောက်ပေးပါမယ်ကိုတယ်လေးတွေကိုအဲ့တော့ကျွန်တော်ကိုမုန်းနဲ့ကြည့်လို့မရတဲ့ခံစားလို့မရတဲ့ကျွန်တော်နဲ့ပထမဆက်မပါတဲ့ညီကိုမောင်နှမတွေကတော့မိဘပြည်သူတွေကတော့ကျွန်တော်ကိုတစ်ခါတည်းဖမ်းသွားပေးပါဘလော့သွားပေးပါကျွန်တော်စိတ်မဆိုးပါဘူးတစ်ခါတည်းကျွန်တော်အကောင့်လေးကိုဖမ်းသွားပေးပါဘလော့သွားပေးပါနော်ကျွန်တော်ကြောင့်မလို့လူချင်းမင်းတို့အာကုတို့မဖြစ်ပါနဲ့ကျွန်တော်ကိုဆဲပြီးတော့မှလူချင်းမင်းတို့အာကုတို့ဝင်မယူပါနဲ့တစ်ခါတည်းဘလော့သွားပါအဲ့ဒါလေးလည်းပြောကြချင်ပါတယ်အားလုံးကိုချစ်ပါတယ်နော်မိသားစုတွေအကုန်လုံးရွှေမြန်မာတွေအကုန်လုံးအန္တရာယ်ကင်းကြပါစေနိုင်ငံခြားမှာရောက်နေတဲ့ရွှေမြန်မာတွေလည်းအန္တရာယ်ကင်းကြပါစေကဘာသူကဘာသားတွေလည်းအန္တရာယ်ကင်းကြပါစေဒီဟောကိန်းကတကဘာလုံးကိုဟောပေးတဲ့ဟောကိန်းဖြစ်ပါတယ်မြန်မာနိုင်ငံတစ်ခုတည်းအတွက်မဟုတ်ပါဘူးတကဘာလုံးမှာရှိတဲ့လူသားတွေအားလုံးအတွက်ကိုဟောပေးတဲ့ဟောကိန်းဖြစ်ပါတယ်ဘာသာစကားနားလည်တယ်ဆိုရင်ဘာသာပြန်ပေးပါဘာသာပြန်ပြီးတော့ပြန်တင်ပေးပါကျွန်တော်နော်တကဘာလုံးအတွက်ကိုပြောပေးတဲ့ဟောကိန်းဖြစ်ပါတယ်အဲ့တော့သူများနိုင်ငံတွေအတွက်ကတော့ရရကျွန်တော်မသိတဲ့အတွက်ကျွန်တော်မပြောသွားတဲ့အတွက်ကျွန်တော်မသိဘူးပေါ့နော်သူများနိုင်ငံတွေအတွက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးတွေအတွက်ကတော့ခုနကပြောတဲ့ရရလေးတွေကိုလှုပ်ဆောင်ပေးပါနော်ကိုတယ်လေးတွေနော်ရမ်းချစ်တယ်နော်အားလေးလှုပ်ဆောင်ပေးပါနိုင်ငံသားတွေအတွက်ကတော့ဟိုရရမပေးသွားတဲ့အတွက်ပုံကိုကရရမပေးသွားတဲ့အတွက်ကျွန်တော်မပြောတတ်ဘူးနော်အဲ့တော့ဟိုကျွန်တော်ညံမီတလောက်တော့ပြောမယ်ဆိုရင်တော့ကမ္ဘာနိုင်ငံအသီးသီးအတွက်ကတော့ကျွန်တော်တို့ပရိတ်ရေကအကောင်းဆုံးပဲလို့ထင်ပါတယ်အဲ့တော့ပုံကိုကပရိတ်ရေကိုပဲတောက်လျှောက်သူပြောသွားတာဖြစ်တဲ့အတွက်ခရစ်ယာန်မှာလည်းပရိတ်ရေရှိတယ်ဟိန္ဒူဘာသာမှာလည်းပရိတ်ရေရှိတယ်အစ္စလာမ်ဘာသာမှာလည်းပရိတ်ရေရှိတယ်အဲ့တော့အနောက်နိုင်ငံသားတွေအတွက်ပရိတ်ရေကိုတုံးပါအသုံးပြုပါပရိတ်ရေကိုအသုံးပြုပါကိုဘာသာတဲ့တက်ဆိုင်တဲ့ပရိတ်ရေကိုအသုံးပြုပြီးကဝယ်ပါအဲ့ဒါတော့အဲ့လိုတော့ကျွန်တော်ထင်တယ်ဒါကနော်အဲ့ဆိုပုံကိုကကျွန်တော်တို့မြန်မာရဲ့ပုံကိုကကျွန်တော်ပရိတ်ရေကိုပဲစောင်းပေးပြီးပြောသွားတာဖြစ်တဲ့အတွက်တခြားနိုင်ငံသူနိုင်ငံသားနဲ့ကဘာသူကဘာသားတွေအတွက်လည်းပရိတ်ရေနဲ့ကဝယ်ရမယ်လို့တော့ကျွန်တော်ယူဆပါတယ်ဒါကျွန်တော်ရဲ့အတွေ့အကြုံရပါတော့ကျွန်တော်ရဲ့ဒီဓာတ်နဲ့တိုက်အကြမ်းမြင့်တက်တန်းတစ်လျှောက်ဒီမိစ္ဆာတွေနဲ့သွားတဲ့လမ်းတစ်လျှောက်မှာပရိတ်ရေကတော့အကောင်းဆုံးပဲပရိတ်ရေကိုတို့အရန်ကြောက်တယ်ပေါ့နော်ဒီမကောင်းဆိုးဝါးတွေအရန်ကြောက်တယ်ပရိတ်ရေကိုတို့ကြော်လို့မရအောင်နော်ပရိတ်မကောင်းဆိုးဝါးတွေနိုင်ကျင်တယ်ဆိုရင်ပရိတ်ရေဘူးအိမ်မှာစောင့်ထားဟုတ်တယ်လေးတွေနော်ဆရာတော်ဖျားကြီးရဲ့ပရိတ်ရေကိုစောင့်ထားစတမ်းမိုင်စောင့်ထားအဲ့ပရိတ်ရေဘူးထဲမှာကိုယ့်ရဲ့ဒီအဆောင်လက်ပတ်ကလေးတွေထည့်ထားအဆောင်ဆွဲကြိုးလေးတွေစိန်ထားထည့်ထားရတယ်နော်ပြင်အောက်ဆွဲထားဟိုးတို့ကတ်လို့မရအောင်ကတ်လို့မရအောင်ကိုယ့်နောက်ကိုကတ်လို့မရအောင်အဲ့ဒါတခါလဲလမ်းညုံပေးတာနော်အောက်တန်းသာသနာပြုဆရာတော်ဖျားရဲ့ပရိတ်ရေအိုးလေးပဲဖြစ်ဖြစ်ခွက်ကလေးပဲဖြစ်ဖြစ်ထားလိုက်ကွာထားပြီးတော့မှအဲ့ထဲမှာကိုယ့်ရဲ့လက်ပတ်လေးတွေရှိတယ်ကိုယ့်ရဲ့ဆွဲကြိုးလေးတွေရှိတယ်စိန်ထားလိုက်အဲ့ဒီပရိတ်ရေထဲမှာစိန်ထားလိုက်တညဖြစ်ဖြစ်တိတ်ထားလိုက်ကိုယ်တဲလေးတွေတညဖြစ်ဖြစ်တိတ်ထားလိုက်ပြီးလို့ရှိရင်အဲ့အဆောင်ကိုပြန်ဆွဲအဲ့ဆွဲကြိုးကိုပြန်ဆွဲအဲ့ဒါအကာရံပဲအဆောင်ပစ္စည်းဖြစ်သွားတယ်ဟဲ့လားလက်ဖွဲ့ပစ္စည်းဖြစ်သွားတယ်မကောင်းဆုံးကတိတ်ကြောက်တယ်ပရိတ်ရေကိုမကောင်းဆုံးကတိတ်ကြောက်တယ်ကိုယ်တဲလေးတွေပရိတ်ရေနဲ့ကတာအကောင်းဆုံးပဲဟုတ်ပြီနော်တစေပူးတယ်ကတ်တယ်ပရိတ်ရေနဲ့ဖြန်းချလိုက်စားနဲ့ပရိတ်ရေနဲ့ဖြော်ရင်ပိုကောင်းတယ်ပိုထိရောက်တယ် very good action ကိုယ်တဲလေးတွေနော်စားနဲ့ပရိတ်ရေနဲ့ဖြော်လိုက်ဖြော်ပြီးတော့မှတရေပူးနေတယ်တစေပူးနေတယ်ဆိုရင်အဲ့ဒီပူးနေတဲ့တရေပူးနေတဲ့လူကိုအဲ့ဒီပရိတ်ရေနဲ့စားနဲ့ရောထားတဲ့ရေနဲ့ဖြန်းချလိုက်အကောင်းဆုံးကာဝယ်မှုပဲကိုယ်တဲလေးတွေတခါလေးပြောပြလိုက်တာနော်ဆရာတိတဲ့တက်တဲ့ပညာလေးကိုကိုယ်တဲလေးတွေတခါလေးပြောပြလိုက်တာအဲ့တော့ကိုယ်တဲလေးတွေတရေပူးနေတဲ့ဟာမျိုးကြုံထိုင်းမှာဆိုကြုံတယ်လေထိုင်းမှာနေနေတဲ့ရွှေမြန်မာတွေဟုတ်တယ်ဟုတ်ထိုင်းမှာနေနေတဲ့ရွှေမြန်မာတွေမလေးရှားမှာနေနေတဲ့ရွှေမြန်မာတွေတရေပူးတာလေလောက်ကြပါအောင်စက်ရုံတရုံလုံးတရေတွေပူးကုန်လို့ပါဆိုရင်ကိုယ်တဲလေးတွေပရိတ်ရေလိုတယ်အဲ့ချိန်မှာပြရမခတ်နဲ့စိတ်ကိုခမ်းတောင်းလောက်တာစိတ်ကိုချော့တာပြရမခတ်နဲ့တတိရှိတဲ့လူကဥဆောင်ပြီးတော့မှပရိတ်ရေရှာတကယ်စစ်မှန်တဲ့ပရိတ်ရေဖြစ်ရမယ်ပရိတ်ရေစားရေရောပြီးတော့ဖြော်ပြီးတော့မှဆိုင်ရပိုင်ရပုံကိုယ်တွေကိုပင့်ချလိုက်ပြီးတော့အဲ့ပရိတ်ရေနဲ့ဖြန်းချလိုက်နော်နင်းနဲ့ဆိုင်ရပိုင်ရသွားတဲ့မဆိုင်တဲ့နေရာနေထွက်ဆန်းအဲ့ဒီလုံးတဲ့သူကတက်တီတော့ရှိရမယ်ခေါင်းဆောင်တဲ့သူကတက်တီတော့ရှိရမယ်အခုပူးနေတဲ့တရေပူးနေတဲ့တစိနင်းနဲ့မဆိုင်ဘူးနင်းနဲ့ဆိုင်တဲ့နေရာသွားစမ်းနင်းနဲ့ဆိုင်တဲ့နေရာသွားစမ်းဆိုင်ရအမိတ်ထမိတ်သွားစမ်းဆိုပြီးတော့မှတခါလေအာနာပြန်လိုက်အမိတ်ပြန်လိုက်သူတို့မခံနိုင်ဘူးတခါလေတင်ပေးတယ်နော်ကိုတယ်လေးကအရေးပေါ်နော်လူတိုင်းကြုံနိုင်တဲ့အရာနော်လူတိုင်းကြုံနိုင်တဲ့အရာနော်တယောက်ယောက်ကအောက်တန်းနဲ့နှုတ်လို့ပဲဖြစ်ဖြစ်တယောက်ယောက်ကကန်နေနေလို့ပဲဖြစ်ဖြစ်တရေပူသွားပြီတစိပူသွားပြီဝူဝါနဲ့ထားလို့ပြီဆိုလို့ရှိရင်မကြောက်နဲ့စိတ်ကိုရှော့ကြောက်စရာမလိုဘူးပရိတ်ရေကိုစတမ်းမိုင်စောင့်ထားမယ်ပြီးရင်စား
စားဆောင်ထားမယ်အိမ်သုံးစားလည်းရတယ်စပါးမှာတုံးတဲ့စားလည်းရတယ်ကိုတဲ့လေးစားဆောင်ထားမယ်ပြီးဖြော်လိုက်မယ်ဖြော်ပြီးတော့မှအထက်ဆရာအမိတ်နာမည်ကြီးတဲ့အမိတ်ကိုခံယူလိုက်မယ်ခံယူပြီးတော့မှနော်နင်းနဲ့မဆိုင်ဘူးဒီနေရာကနင်းနဲ့မဆိုင်ဘူးနင်းနဲ့ဆိုင်တဲ့နေရာနင်းသွားအမိတ်အာနာထောက်ပြန်တယ်ဆိုပြီးတော့မှအမိတ်နဲ့တစ်ခါတည်းဖြန်းချလိုက်အဲ့ဒီပရိတ်ရည်နဲ့စားနဲ့ရောထားတဲ့ရည်ကိုတစ်ခါတည်းဖြန်းချလိုက်အဲ့ဒါစောင့်ထားရမယ်နော်ကိုတဲ့လေးတွေမိသားစုတိုင်းစောင့်ထားရမယ်နော်ကိုအိမ်မှာကလေးငယ်လေးတွေရှိတယ်ဆိုရင်လည်းအဲ့နီလန်ကအချိန်မရွေးလုပ်လို့ရတယ်ကိုတဲ့လေးတွေဟုတ်ပြီနော်အချိန်မရွေးလုပ်လို့ရတယ်နော်စောင့်ထားမယ်နော်ကိုအိမ်မှာကလေးငယ်လေးတွေရှိတယ်ဆိုတဲ့မိသားစုတွေကိုကလေးလေးတွေအတွက်ကိုပရိတ်ရည်နဲ့စားနဲ့စက်တန်းပိုင်စောင့်ထားမယ်ရေးပေါ်စောင့်ထားမယ်တဆေပူးတယ်လို့ဖြစ်ချင်နေတယ်တရဲပူးတယ်လို့ဖြစ်ချင်နေတယ်ဆိုရင်စားနဲ့ပရိတ်ရည်နဲ့ဖြော်ထားတဲ့ဟာကိုတစ်ခါလေးဖြန်းချပလိုက်အရန်ကြောက်တယ်နော်အရန်ကြောက်တယ်ဒီမကောင်းဆိုးဝါးကကျေလူရန်တင်ပါတယ်အရန်ကြောက်တယ်ဒီပရိတ်ရည်ကိုသူအရန်ကြောက်တယ်ပြီးရင်အဲ့လိုဖြန်းပြီးသွားပြီဆိုတာနဲ့ကိုတဲ့လေးတွေအမွေးတိုင်တစ်ခါလေးထုံးချပလိုက်အဲ့ဒီပူးထားတဲ့အခန်းထဲမှာအမွေးတိုင်ထုံးချပလိုက်အိမ်ဆောင်တဲ့ကိုတိုင်တယ်ဝင်းဆောင်တဲ့ခြံဆောင်တဲ့ကိုတိုင်တယ်ပြီးရင်အဲ့ဒီဥဆောင်တဲ့သူကတတိရှိဖို့တော့လိုတယ်ဥဆောင်တဲ့သူကကြောက်နေလို့မရအောင်ဟုတ်ပြီနော်ကိုမိသားစုတရားရောက်မှာကိုအမေမှာကိုအမမှာကိုအဖေမှာကိုယောက်ျားမှာကိုနှမမှာကိုသားသမီးမှာပူးနေပြီဆိုရင်ကိုကကြောက်လို့မရအောင်တတိရှိရမယ်စိတ်ကိုငြိမ်အောင်ထားကိုကတတိရှိရမယ်ပရိတ်ရည်တွေကိုစားဖြော်ထက်လိုက်ဖြော်ထက်ပြီးတော့မှအာနာပြန်ရမယ်အာနာဇက်ပြန်ရမယ်ငါအိမ်ငါဝင်ငါခြံနဲ့နင့်ကိုဝင်ခွင့်မပြုဘူးခုထွားဆိုပြီးတော့မှအာနာပြန်ရမယ်အမိတ်ပြန်ရမယ်အဲ့လိုအာနာပြန်ပြီးသွားပြီဆိုရင်အာနာပြန်နေတဲ့အချိန်မှာတကားတွေကုန်ဖွင့်ထားရမယ်တကားပိတ်ထားလို့မရအောင်နော်ကိုသေးလေးတကားမပိတ်နဲ့နော်တဆေပူးပြီးတရဲပူးပြီးဆိုတကားဖွင့်ထားပါနော်သူထွက်လို့ရအောင်လို့နော်တကားမပိတ်ထားရအောင်နော်အဲ့ဒါစီးတွေနော်ဆရာတို့ရဲ့စီးတွေနော်ခါရဲတင်ပေးနေနော်ဒီကောင်မတော်တွေအကျိုးရှိတဲ့အသုံးဝင်တဲ့ဟာကိုဆရာတခါရဲတင်ပေးတယ်ဟုတ်ပြီနော်အဲ့ကိုသေးလေးတွေအိမ်မှာကိုအမေကိုမိသားစုကိုသွေးသားကိုကလေးရှိတဲ့အိမ်တွေရောပါတယ်ပေါ့နော်ကိုသေးလေးတွေကလေးရှိတဲ့အိမ်တွေနော်မှတ်မိတယ်နော်ဆရာထပ်ပြီးပြောပေးနေရနော်စားပရိတ်ရည်တွေကိုစားထဲဖြော်အမိတ်တန်းပြန်အာနာပြန်ပြီးတော့မှတခါရဲဖြန်းချလိုက်ငါအိမ်ငါစီငါဝင်းနေထွက်သွားစမ်းနေနဲ့မဆိုင်ဘူးဆိုပြီးတခါရဲအမိတ်ပြန်လိုက်အမိတ်ပြန်လိုက်ပြီးရင်ကိုအမြဲတမ်းစိတ်တွေပတိရှိလို့ရှိရင်ပတိဆွတ်ချလိုက်အဲ့ဒီပူးနေတဲ့ကိုပတိဆွတ်ချလိုက်အဲ့လိုလေးလုပ်လိုက်နော်တကားတွေဖွင့်ထားမယ်ပြီးသွားလို့ရှိရင်အဲ့လိုအမိန်တန်းပြန်ပြီးသွားပြီဆိုလို့ရှိရင်အမွေးလိုက်ထွန်းလိုက်ကြိုက်တဲ့အမွေးလိုက်ကိုကောက်ထွန်းလိုက်အမွေးလိုက်ထွန်းလိုက်ဆိုင်ရာအိမ်ဆောင်နဲ့ဝင်းဆောင်နဲ့ခြံဆောင်တဲ့တွေကိုဆွတောင်းလိုက်အိမ်ဆောင်နဲ့ဝင်းဆောင်နဲ့ခြံဆောင်တဲ့တွေကိုဆွတောင်းလိုက်အဲ့ဒါမမြင်ရတဲ့ຢာတွေနော်ကာကွယ်ရမယ်နော်ကိုတဲလေးတွေအဲ့လိုလေးကာကွယ်ပြီးနော်အရင်ချစ်ပါတယ်နော်အိမ်တိန်လုံးကိုလည်းပရိတ်ကျိုးနဲ့တားထားပရိတ်ကျိုးနဲ့တားထားကိုကအပြင်သွားတယ်ဆိုလို့ရှိရင်အပြင်သွားပြီးတော့မှဖြစ်တတ်တဲ့အရာလေးတွေဆရာသတိပေးမယ်အပြင်သွားလို့ရှိရင်သပင်ဖားလားချပြီးသွားတာမျိုးတွေညဘက်9နာရီနောက်ပိုင်းနော်9နာရီနောက်ပိုင်းသပင်ဖားလားချပြီးသွားတာမျိုးတွေကသပင်နောက်မှာကပ်ပါလာတတ်ပါတယ်သပင်ရဲ့နောက်မှာတွဲလောက်ခုပြီးလိုက်လာတတ်ပါတယ်ညနေ9နာရီရဲ့နောက်ပိုင်းအသားငါးဈေးဝယ်တဲ့အိမ်တော်ရှင်မတွေသတိထားရပါမယ်သားစိမ်းငါးစိမ်းဝယ်တဲ့အိမ်တော်ရှင်မတွေသတိထားရပါမယ်နော်ကိုတဲလေးတွေလိုက်လာတတ်ပါတယ်ပါလာတတ်ပါတယ်ကတ်လာတတ်ပါတယ်ပြီးရင်ပါစက်မစော့ရအောင်နော်တဆေကိုသွားပြီးစိန်ခေါ်တာတို့တရဲ6တဲ့နေရာမှာသွားပြီးစိန်ခေါ်တာတို့တဆေ6တဲ့နေရာမှာသွားပြီးစိန်ခေါ်တာတို့သွားပြီးတော့ငါနဲ့လိုက်လာပါလို့သွားပြောလာမျိုးဆိုရှင်ကဘာချထားတဲ့ဝိညာဉ်လောကနံလောကကသူတို့ကအမိန့်ပြန်တန်းကိုတအားလိုအပ်တယ်သူတို့ကကိုယ့်ဘက်ကခွင့်မပြုရင်သူတို့လာလို့မရဘူးဟုတ်ပြီနော်ဒါပေမဲ့ကန်နေနေတော့လိုက်လာလို့ရတယ်ကိုကန်နေနေတော့သူလိုက်လာလို့ရတယ်ဒါပေမဲ့ကိုယ့်ဘက်ကခွင့်မပြုလို့ရှိလို့ရှိရင်သူပြန်သွားမယ်ပြန်ထွက်သွားမယ်ကိုယ့်အိမ်ကိုယ့်စီးရဲကိုကခွင့်မပြုဆိုရင်သူပြန်သွားမယ်အဲဒါကြောင့်အမိန့်ပြန်မှာပူးနေတဲ့လူရှိအမိန့်ပြန်မှာအမိန့်ထုတ်ပါဆရာတော်ပြောတာနော်ကျေးဇူးတင်ပါတယ်အကျိုးရှိမယ်ထင်ပါတယ်နော်အဲ့တော့ဆရာကိုကျေးဇူးတင်ပါတယ်လို့ရေးပေးပါ share ပေးပါနော်ကျေးဇူးပါနောက်နဲ့ဆရာဟောကိန်းလေးတွေရှိလို့ရှိရင်တက်ပြီးတော့မှသတိပေးဟောကြားပေးပါမယ်နော်အရန်ချစ်ပါတယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်အကျိုးရှိမယ်လို့ထင်ပါတယ်နော်